ကျွန်တော်တို့သားမိနှစ်ယောက်သည်အဖေတည်ဆုံးသွားပြီးနောက်ပိုင်းတွင်အမေသည်ရင်းတော်မြို့မှာမနေကျင်တော့ဟုဆိုကာယောက်ျားဘက်မှဆွေမျိုးများရှိရာမြင်းကြံနှင့်ကျောင်းပြူကန်ရွာကလေးသို့ထွက်လာခဲ့သည်ထိုရွာကလေးတွင်ကျွန်တော်တို့သားမိနှစ်ယောက်သည်သူတစ်ပါး၏ယာခင်းများ၌မြေပဲဆွရသည်မြေပဲတလင်းဆွရလျင်ကျွန်တော်တို့အတွက်နှစ်ပြည်ပြန်ရသည်မယုံမှလည်းထိုနည်း၎င်းပင်တရင်လျင်ကျွန်တော်တို့အတွက်နှစ်ပြည်ရပါသည်ကျွန်တော်တို့သားမိမြေပဲဆွရသည်ငရုတ်ခူးရသည်အေယာဝတီမြစ်ကမ်းတစ်လျှောက်ရှိတဲတောင်ကြီးများပေါ်တွင်ဖြစ်ပါသည်ပူလိုက်သည့်နေကချစ်ချစ်တောင်းနေသည်တစ်ချက်ဝိကာဝိုက်ကတိုက်ခတ်လာသောလေသည်ပူပြင်းလွန်ပါသည်လေနှင့်အတူတဲမုံများလွင့်ပါလာပြီးမျက်လုံးတစ်ခေါင်းသားအားလုံးကိုဝင်လာတတ်ပါသေးသည်မကြခင်ပင်ကျွန်တော်ရောအမေပါမျက်စိများနာလာကြပြီးမျက်ခမ်းများပါဆက်ရတော့မလို့လို့ရှိလာပါသည်ထိုစဉ်ကစံတပီကို6ပြားတမှုပေးလျင်ရပါသည်သို့တော့အမေနှင့်ကျွန်တော်တို့မှာစံသားကြီးသမင်းကိုမစားနိုင်ခဲ့ကြပါပဲကြကိုခွဲချိတ်အခွန်ချွတ်ထားသည့်ပဲနှင့်ပြောင်းဆန်တို့ကိုရော၍ချက်စားခဲ့ရသည်ဤသမင်းကိုသုံးလုံးတင်သမင်းဟုခေါ်ပါသည်တချို့မှမူပဲနှင့်ပြောင်းကြည့်ပင်ချက်စားရပါသေးသည်ဟင်းမှမူမကြီးသည့်မဲ့ကိုမရသည်ကြောင့်ဖြင့်ရောထောင်းစားရသည်မှာများပါသည်အကယ်၍ယာထဲမှဟင်းရများကိုခုချက်မည်ဆိုလျင်စားနှင့်စီကလည်း၍ကြံဘာမှမရှိခဲ့သောကြောင့်ဟင်းရများသည်ဟင်းဖြစ်သူရောက်ရန်မှာမလွယ်လာပါဤထဲတွင်ကျွန်တော်တို့မှာဟင်းသမင်းကိုအချိန်ကုန်ခံပြီးချက်စားနေချိန်လည်းမရှိပါတခါတည်းအမေသည်ရင်နွေးတည်ထားပြီးစူပုတ်ရွက်နုနွားချွာရွက်နုကင်းမုံရွက်နုများကိုဟင်းညိုသဘောမျိုးစားနှင့်ချက်ပြီးလျင်ဝမ်းပိုင်များမနာစေရန်စီကိုတစ်စက်နှစ်ဆက်ခတ်တတ်၏အခြားသောဟင်းချက်လျင်လည်းအမေစီသုံးစီမှာပလင်းဘူးဝါကိုလက်ညှိုးဖြင့်ပိတ်၍ဟင်းအိုးပေါ်သို့ဝှေ့ရမ်းလိုက်ရုံများဖြင့်ဟင်းကိုစီခတ်ပြီးသားဖြစ်သွားပါသည်တို့ဖြင့်ကျောင်းမြူကန်နှင့်အမေသည်တစမမာစပြုလာတော့၏တခါတည်းတောင်သာတို့အောင်သာတို့ဘက်မှမိုင်းညွန့်နေသည့်တောင်တန်းကြီးများကိုငေးမြော်ကြည့်ရင်ဇာတိချက်ကျွေမွေးရမည်ဖြစ်သောရင်းတော်တို့လွမ်းဆွလျက်မျက်ရည်များစီးကြလာတတ်လေသည်ဤစိတ်သည်ပင်အမေနှလုံးသားများကိုတစလောင်ကျွမ်းလာကြခြင်းဖြစ်ပါလိမ့်မည်ငါမှာသားတစ်ယောက်ရှိသေးတယ်ငါမသိရသေးပါဘူးငါသားနှင့်အတူငါဒီလောကကြီးကိုဆက်ပြီးရင်ဆိုင်ရှရအောင်မယ်ညများတွင်တခါတည်းဤကဲ့သို့သူ့စိတ်ကိုယ်သူအားပေးအားတင်းနေတတ်၏သူ့စိတ်ထဲတွင်ကျွန်တော်အိပ်ပျော်နေပြီဟုထင်ဟန်ရှိထို့ကြောင့်ဤစကားသံများကိုရေရွတ်နေဟန်ရှိပါသည်ဤကြားထဲမှပင်အမေ၏ဝေဒနာများသည်တစတိုးလာခဲ့သည်အမေသည်အဖေသေဆုံးသွားခဲ့ရာနယ်ပယ်နှင့်သူ၏မွေးဖွားရာအရက်တို့မှသူပြန်၍ကောင်းချလိုသောစိတ်ဖြင့်ကျောင်းပြူကန်ရွာကလေးမှရင်းတော်သို့ပြန်လာခဲ့ပြန်သည်ဤအခါကျွန်တော်တို့သားမိသည်မိထီလာနှင့်မလိုင်မြို့ကိုဖျက်ကျော်ပြန်ခဲ့ရပါ၏ဤမလိုင်မြို့သည်ကအေးချမ်းသာနေထိုင်လိုခဲ့သည့်အဖေကိုလူဆိုးလောက်ကနယ်ပြောင်းပို့ခံခဲ့ရသောမြို့ပင်သည်ကျောင်းယူကန်အပြန်တွင်အမေသည်ဤမြို့ကိုဖျက်ကျော်ခဲ့ခြင်းအဖေအကြောင်းများကိုကျွန်တော်အားစီကပတ်ကုန်းပြောပြခဲ့ခြင်းပင်ထို့ကြောင့်ကျွန်တော်သည်အဖေအကြောင်းများကိုပုံမတိကျစွာသိခဲ့ရခြင်းပင်အမေသည်သူ့လင်အကြောင်းများကိုပြောပြရတွင်ကျွန်တော်အားတကယ်လူကြီးတူကဲ့သို့ပြောပြခဲ့လေသည်စင်စစ်တော့အမေသည်ကျွန်တော်အားမနှက်ပြန်တွင်ဒီကောင်လူကြီးဖြစ်လာရင်တည်တင့်သည်ဟုမျှော်လင့်ချက်ဖြင့်ပြောပြခဲ့ခြင်းတော့ဟုတ်မည်မထင်ပါအမေတွင်ဤမြမျှော်မှန်းတတ်သည့်အတီလည်းရှိမည်မဟုတ်ဟုထင်၏အဘဲကြောင့်ဆိုလျင်အမေသည်စာလဲတက်ခဲ့ခြင်းမရှိသောကြောင့်သည်သို့သောလက်တွေ့ကိုယ်တို့ဖြင့်သူခံစားသည့်ရင်မှဝေဒနာတို့ကမခံရနိုင်လာသောအခါအံမိအံရာအံချလိုက်မိခြင်းသာလျှင်ဖြစ်ပေမည်ဤမလာမြို့ဝဲအဖေသည်နေပြောင်းလူဆိုးကြီးအဖြစ်နှင့်သူတူအိမ်တွင်ထင်ခွဲရေခတ်နွားစာစင်ရာထဲဆောင်အဖြစ်နှင့်ကက်ရက်နေတိုင်စားတော့ခဲ့ပုံနေ့စဉ်မလာမြို့ရဲကက်သို့သွား၍လက်မှတ်ထိုးရပုံထိုမှတစ်ဆင့်တာစီနယ်ရင်းမပင်မြို့သို့ပြောင်းလိုက်ပုံထိုမှပလိတ်ထံမှတနက်ကိုလှုပ်ပြေးခဲ့ပုံနောက်ဆုံးပျော်ဝဲရဲဌာနသို့ဝင်ပြေး၍တေဆုံးသွားခဲ့ရပုံထိုမှအမေကိုလည်းလင်းရင်အမှုဖြင့်မိတို့မှမသက်ဆိုင်သောကြောင့်ဖမ်းထားရမှပြန်လွတ်ခဲ့ပုံအားလုံးကိုပြောပြရှာလေသည်အမေသည်အဖေ၏ဇလန်းကိုပြောပြပြီးသွားသောအခါအမေ၏ဝေဒနာတို့မှလည်းတက်တာသွားသည်အောင်ရှိလာခဲ့သည်ထို့ကြောင့်ကျွန်တော်တို့သားမိသည်ရင်းတော်မှအလုပ်လေးများကိုပြန်လုပ်နိုင်ခဲ့ပြန်သည်အမေသည်သူတစ်ပါးရာမှနေစားပုတ်ပြအလုပ်များကိုပြန်လုပ်၍ကျွန်တော်သည်လည်းစိတ်များကိုအငှားကြောင်းရလေသည်သို့သောအမေဝေဒနာသည်ရှင်းရှင်းလင်းလင်းပျောက်ကင်းခဲ့သည်ဟု၍မရှိပေတခါတည်းအလုပ်များကိုမလုပ်နိုင်ပဲအိယာရဲတွင်လဲနေတတ်ပါသည်တို့ဖြင့်ကျွန်တော်တို့သားမိတွင်တစစားစရာဝတ်စရာပြက်လာခဲ့ရပါတော့သည်ဤကဲ့သို့မစားသောနေ့များတွင်ကျွန်တော်ရင်တို့သည်ပူလောင်လာကြပါတော့သည်
ကာကာကလာလက်ဖေးဆိုင်များမှမုံများကိုကျွန်တော်သည်မကြခဏခိုးယူစားတောင်းမိပါတော့၏တခါတခါလဲရန်ကုန်မန္တလေးကားလမ်းပေါ်မှထိုင်းရီဆိုင်မှကြက်ကြော်အမဲကြော်အသေးကြော်အဆုပ်ကြော်တအူးကြော်များကိုခိုးယူစားတောင်းမိလေ၏ကျွန်တော်ဤကဲ့သို့ခိုးစားနေမိခြင်းကိုအမေမသိစေရအမေသိလျင်ကျွန်တော်အားရိုက်ပေမည်စူပေမည်ပြီးတော့အမေစိတ်ဆင်းရဲနေအောင်မည်အမေသည်ငှက်ရည်ဤနေရာဝဲလဲတည်သွားပါစေသူတို့၏ပစ္စည်းကိုမူမပေးမကမ်းမဲ့ဖြင့်လုံးဝခိုးယူစားတော့မည်မဟုတ်ပါပေဤနေရာတွင်အမေဝမ်းပိုင်းနှင့်ကျွန်တော်ဝမ်းပိုင်းတို့သည်လုံးဝတူမည်မဟုတ်ပါပေတို့ကြောင့်သာလျှင်အမေမစားဘဲနေနိုင်တော့လဲကျွန်တော်မှမစားဘဲမနေနိုင်ခဲ့ခြင်းဖြစ်ပါသည်ရက်အတန်ငယ်ကြာမြင့်လာသောအခါအမေသာလျှင်ကျွန်တော်အကြောင်းကိုမကြားမမြင်ရှိခဲ့တော့လဲအရက်သည်ကျွန်တော်အားတခိုးကလေးဟုသိမြင်လာလေတော့သည်ဤအခါသူတို့သည်ကျွန်တော်အားရန်သူကြည့်လာကြသည်၎င်းတို့အကြည့်သည်ကြမ်းတမ်းခတ်တော်လွန်လာသည်သူတို့ကကျွန်တော်အားကလေးငယ်တယောက်ဟုမမြင်ကြတော့ပဲတခိုးလူဆိုအဖြစ်နဲ့သာမြင်လာကြပြီးလျင်ကျွန်တော်အားသူတို့၏ကလေးများနဲ့ပင်ခေါ်ပြောကစားခြင်းမပြုစေတော့ပဲတားမြစ်ပိတ်ပင်ခြင်းပြုလာကြတော့သည်ဤသို့ဖြင့်ကျွန်တော်ကြိုးစား၍ဖုံးခဲ့ရသောအပြစ်များကိုအမေသိသွားပါသည်သူတို့သည်အမေကိုတိုင်ကြတန်းကြလေသည်အမေသည်ကျွန်တော်ကိုရိုက်နှက်ဆုံးမခြင်းမပြုပါတော့ရိုက်နှက်ဆုံးမပြီးနောက်အမေသည်ကျွန်တော်နှင့်ရောရင်ငိုလေသည်အမေသည်ကျွန်တော်မြည်သည့်အကြောင်းကြောင့်တခိုးကလေးလူဆိုးကလေးဖြစ်လာရသည်ကိုသဘောပေါက်ဟန်ရှိသည်အမေသည်ကျွန်တော်ကိုသူ၏မျက်မှောက်၌ထာဝရနေခြင်းကတတ်နိုင်သည်မဟုတ်၏အတန်ကြာလျင်ကျွန်တော်သည်အမေမကြိုက်သောပြစ်မှုများကိုကျူးလွန်မိပြန်ပါသည်စင်စစ်တွင်အမေစကားကိုကျွန်တော်မလွန်ဆန်လိုပေကျွန်တော်ကိုယ်တိုင်လည်းသူတို့၏ပစ္စည်းကိုဒူးဆက်ဆက်တုံးမြကြောက်လန့်နေရသည့်ကြားကခိုးဝှက်စားခဲ့ရခြင်းဖြစ်၍မခိုးလိုပါပေတို့ရတဲ့ရင်းနှီးကိုအသုံးမပြုဘဲကျွန်တော်၏ဝမ်းရည်ပြဿနာကိုမြည်တို့မြည်ပုံဖြေရှင်းရပါမည်နီကြတော့အမေလည်းကျွန်တော်ကိုမနိုင်တော့သလိုအရက်ကလည်းကျွန်တော်ကိုမနိုင်ကြတော့ပါသူတို့ကထုလေလေကျွန်တော်ဒီမာလေလေပင်ဖြစ်ရသည်သူတို့သည်ကျွန်တော်အားတကယ်ရန်သူကြီးတစ်ပွဲကြည်လာကြသောအခါကျွန်တော်၏နုနယ်လွန်သေးသောနှလုံးသားကလေးများသည်လည်းသူတို့အားမိတ်ဆွေကောင်းကြီးများတစ်ပွဲပေါင်းသင်းဆက်ဆံရမှာမလွယ်တော့ပေဟဲ့လာကြဒီတခိုးကလေးနဲ့မကစားရဘူးသူကဓမြလူဆိုးသားတခိုးကလေးမိဘများသည်သူတို့၏ကလေးများကိုပြန်ခေါ်ရင်းပြောတတ်ကြ၏ဤအခါကျွန်တော်ရင်ဝဲမခံမြတ်နိုင်ဖြစ်လာမိပြီးရိုင်းဆန်းစာပြောဆိုတုံ့ပြန်မိသည်အမေခမရတို့ကလေးတွေကဘာကောင်မို့လဲဗျမကစားတော့ကျုပ်ကဘာကယူဆိုင်ရမှာလဲတခါတရံနဲ့သူတို့သည်ကျွန်တော်၏တကူးဇလန်းကိုရေးကြီးခွင်ကျဲပြစ်နဲ့ပြောဆိုနေတတ်ကြသေး၏ကျွန်တော်သည်လည်း၎င်းတို့အားပို့၍မထီမဲ့မြင်ပြုမိပါ၏ပို့၍ပင်မခံညအောင်လုံမိပါ၏ကျွန်တော်သည်တကူးဘွားမှတဆင့်တက်ကလူဆိုးလူမိုက်ရာတို့ကိုပါရရှိခဲ့ရပြန်သည်ဤအခါကျွန်တော်သည်အမေပြောခဲ့ဘူးသောပုံမြင်တွေကပန်းကြွေတော်နှင့်စမ်းချောင်းရိပ်ဝဲလာနသမီးတို့၏ဟန်သည်ရှိနိုင်ပါအောင်မည်လောအမေသည်သူ့လိုရှိသောအေးချမ်းမှုအတွက်စိတ်ကူးရင်နှင့်ကျွန်တော်လျှောက်ခဲ့ရသောခရီးသည်မှောင်နှင့်မဲဝဲကြမ်းတမ်းခတ်ထန်လွန်းလေသည်တကားတို့ဖြင့်ဒီနေ့တွင်ကျွန်တော်သည်စာတင်ကျောင်းတစ်ကျောင်း၏အနီးသို့ရောက်လာခဲ့မိ၏ဤနေရာသည်ကျွန်တော်အတွက်အဆန်းမဟုတ်ပါဤမြို့ငယ်သည်ကျွန်တော်ကိုမွေးဖွားခဲ့သည့်မြို့ငယ်ပင်မဟုတ်ပါလောဤကျောင်း၏အနီးမှဖြတ်ကားကျွန်တော်သည်စိတ်အုံများကိုစကြက်မှပြန်မောင်းသွင်းခဲ့ဘူးဒီမှာအချိန်ချင်းပင်သို့တော်ယနေ့မူကျောင်းမှကလေးများသည်ကျွန်တော်အားအစမ်းတကျဲကြည့်၍လှောင်ရည်လာကြ၏သူတို့ကိုကြည့်မိစဉ်ကကျွန်တော်စိတ်ထဲတွင်သူတို့နှင့်ရန်ဖြစ်ရန်စိတ်ဆန္ဒလုံးဝမရှိပေငါလည်းသူတို့လိုပဲစာသင်ကျင်လိုက်တာငါကတော့စာမသင်ရဘူးဆိုသောအတွေ့အများဖြင့်ထိုကျောင်းသားကလေးများကိုငေးမြော်ကြည့်နေမိခြင်းသာလျှင်ဖြစ်ပါသည်ထိုစဉ်ကကျွန်တော်အသက်သည်12နှစ်သားအရွယ်ပင်သည်ထိုစဉ်ပင်ကျောင်းသားတို့ချို့သည်ကျွန်တော်အားဝိုင်းလောင်ကြပါတော့သည်သူတို့၏မျက်စိထဲတွင်ကျွန်တော်ကိုမြောက်တစ်ကောင်ကဲ့သို့ထင်လာကြဟန်ရှိထိုခဏတွင်ကျွန်တော်သည်သူတို့၏နောက်သို့ပြေးလိုက်သွားပြီးမိသည်များကလေးများကိုကျွန်တော်၏လက်တွင်းမှကင်ထားသောကိုယ်ကိုယ်သားတို့ဖြင့်တအားလွှဲရိုက်ပြစ်မိပါတော့၏ကိုယ်ကိုယ်သားကဆက်သောကြောင့်တခါရိုက်လျင်တပိုင်းကျိုးသွားတတ်သည်ရိုက်ဆရာမရှိအောင်ကျိုးသွားသည့်အခါကျွန်တော်သည်တွေ့ရခဲများနှင့်ကောက်၍ပေါက်မိပြန်လေသည်သူတို့သည်ဝိုင်း၍ကျွန်တော်အားပြန်လည်ရိုက်ကြမည်ဆိုလျင်ကျွန်တော်သည်ကြေမှုန့်သွားမည်ဖြစ်သည်သို့သောသူတို့သည်ကျွန်တော်ကဲ့သို့မဟုတ်သောကြောင့်ကျွန်တော်ကဲ့သို့မမိုက်ဝင်ကြကြသူတို့၏နှလုံးသားများသည်ကျွန်တော်၏နှလုံးသားများလောက်မာကျောခတ်ထန်ခြင်းလည်းရှိကြမည်မဟုတ်ပေသို့ကြောင့်သူတို့လေးများသည်ကျွန်တော်အားဖက်ပြန်ဝင်ခြင်းမရှိဘဲကျွန်တော်၏ရိုက်နှက်ခြင်းကိုသာခံနေကြရသည်ရင်းတို့ဖြစ်ပြပြီးနောက်ရွာသူကြီးသည်ကျောင်းမှလူမမယ်ကလေးများကိုရက်ဆက်စာဝင်ရောက်ရိုက်နှက်စော်ကားခဲ့သည်ဟုကျွန်တော်အားဖမ်းဆီးလေတော့၏ဤနေရာတွင်သူကြီးသည်ကျွန်တော်အားကလေးတယောက်ဟုမြင်နိုင်ဟန်မတူတော့ပေတကယ်လူဆိုးကြီးတစ်ဖွဲသားလျင်
ထင်မှတ်နေဟန်ရှိပါသည်ကျွန်တော်၏စကားကိုကျွန်တော်အမေကပင်မယုံတော့ပေအမေကပင်ယုံကြည်ခြင်းမရှိဖြစ်လာသောအခါကျွန်တော်သည်မည်သူကိုမှမပြောလိုတော့တမင်တက်တက်ကြောင်းထဲမှကလေးများကိုဝင်ရောက်ရိုက်နှက်ခဲ့သည်ဟုပင်ထင်ကြပါစေတော့ဟုတွေးမိပါသည်တကြီးသည်ကျွန်တော်ကိုထောင်ချပစ်လိုက်ခြင်းတော့လဲကျွန်တော်သည်ကျွန်တော်အဖေကဲ့သို့အရွယ်မရောက်သေးဥပဒေအရကျွန်တော်ကိုထောင်ချခွင့်မပေးနိုင်ပဲရှိသည်ကလေးထောင်ပို့ရန်မှလဲကျွန်တော်ရိုက်ခဲ့မိသောကလေးများသည်ဒဏ်ရာပြောပလောက်အောင်မပြနိုင်ခဲ့ကြတို့ဖြင့်တကြီးသည်ဆုံးမသည်ဟုအကြောင်းပြကကျွန်တော်ကိုကြွဲရိုက်နွားရိုက်နှက်ဆုံးမပါတော့၏အမေသည်မကြည့်ဝင်ရှာပဲငိုရိပ်ထွက်ပြေးလေသည်လူများကကျွန်တော်ကိုပို့၍မုံညသည်အမေအားစိတ်ဆင်းရဲအောင်လှုပ်သူဟုယူဆကြသည်တကြီးတော့တနေ့နေ့ငါနဲ့တွေ့ကြသေးတာပေါ့ကျွန်တော်သည်စိတ်ထဲမှတကြီးကိုတေးထားလိုက်မိလေသည်တို့ဖြင့်ကျွန်တော်သည်တစမြို့မြစ်တာခံယူတဲ့သားပါပဲဖြစ်လာရတော့သည်ထိုအခါအမေသည်လည်းတဖြည်းဖြည်းချင်းစောက်တီရများတော့ပဲအိယာထဲမှလဲပါတော့သည်ဤထဲတွင်အရက်ကလည်းကျွန်တော်အားကျွန်တော်၏အဖေဝိညာဉ်ဝင်ရောက်တွေ့ကပ်နေသည်ဟုလည်းဆွဆွဲကြောက်လန့်လာကြပြန်သည်ကျွန်တော်တို့မျိုးကလေးတွင်ငွေရှိသူနည်း၍ငွေမရှိသူသာများပါ၏သို့သောထုံငွေမရှိသောဆင်းရဲသားများသည်ငွေရှိသူများချီဝါအောက်တွင်ပြဝက်များနေကြရသည်လှုပ်ရှားဝင်ခြင်းမရှိခဲ့ကြကျွန်တော်ကမူချမ်းသာသည်ဆင်းရဲသည်စသဖြင့်မတွေးပဲကျွန်တော်ထင်ရကိုစွတ်၍လှုပ်တတ်သူဖြစ်သည်တို့ကြောင့်ကျွန်တော်ဘဝတို့ဆင်းရဲသားများရောတထေးများကပါကြောက်လာကြသည်တကြီးကကျွန်တော်ကိုကျိုးဖြင့်တုပ်လျက်ရိုက်နေစဉ်ကတတိရှင်ခမားနဲ့ကြုတ်တယောက်ချင်းချမလားရိုက်ကြမလားဒီလိုဆိုရင်ကျိုးတွေဖြေလိုက်ပါလားဟုအော်ပြောမိခဲ့သည်ဤအခါလူအများသည်ကျွန်တော်အားတစလန့်လာကြလေသည်ကျွန်တော်သည်ထိုစဉ်ကမငိုမိမအော်မိခံပြင်းခြင်းနာကြီးခြင်းစသောဒေါသစိတ်များကကျွန်တော်တို့အင်အားဖြစ်လာခဲ့ပါသည်ဒီအခါအမေပင်ကျွန်တော်ကိုထိတ်လန့်လာဟန်တူပါသည်အမေသည်ကျွန်တော်အားတိမ်မွေးနူးညံ့သောတေးသရှင်ကလေးများဖြင့်၎င်းပုံမြင်ကလေးများဖြင့်၎င်းရင်မထွေးပိုက်လျက်တိတ်ခဲ့ပါ၏သို့သောကျွန်တော်မြင်တွေ့နေကြရသောလောကသည်နယ်ချဲ့မုန်တိုင်းအောက်မှရှိသည်အရင်ရှင်စနစ်၏အမောင်သည်လမ်းစာဟုသမျှကိုပိတ်ဆို့နေခဲ့သည်မဟုတ်ပါလောဤအခါအမေတေးသည်ကျွန်တော်အတွက်အေးချမ်းသာယာနိုင်ကြမည်မဟုတ်ပေထမ်းရွက်ကိုမိုး၍ထမ်းရွက်ကိုကာထားသည့်ကျွန်တော်တို့တဲကလေးသည်ကျဲကိုလည်းမြင်ရပေသည်လကိုလည်းမြင်ရပေသည်ဤကဲ့သို့ကျဲမြင်လပြင်တဲကလေးထဲတွင်အမေသည်အရင်ညာများကဆိုလျင်ပန်းကြွေတော်နှင့်စမ်းချောင်းကလေးများ၏ပုံမြင်ကလေးများကို၎င်းပပဲမောင်တင်တဲ့၏ဇဝတ္ထုကို၎င်းပြောခဲ့ပူပါသည်ယနေ့တွင်မူအမေသည်တားလူမိုက်အားစကားပြင်အဖက်လို့၏မပြောတော့အမေသည်ကျွန်တော်အားမှားယမ်းလွန်းသောသူဟုထင်နေဟန်ရှိပါသည်တားတဲ့ကလေးတယောက်မျှသာရှိပါသေးသလားဆိုသည်ကိုအမေသည်မေ့လျော့နေပြီးထင်ပါ၏လင်စိတ်တဲ့တားစိတ်ကအမေနှလုံးသားများကိုပို့ပြီးနာကြည့်ခဲ့စေလိမ့်မည်လားဟုကျွန်တော်နားလည်ရပါသည်အမေအတွက်ဆရာခေါ်ပါလားဟင်အမေသည်ကျွန်တော်၏အမေကိုစကားတစ်ခုမှတုံ့ပြန်ခြင်းမရှိအမေပါစားခြင်းလဲရင်အမေတခုခုတော့စားခြင်းမှာပဲနော်မစားခြင်းပါဘူးငါဘာမှမစားခြင်းဘူးအမေသည်အော်ဟစ်လိုက်သည်ပြောဟန်ကကြောက်လန့်တကြားရှိသည်စင်စစ်တွင်ကျွန်တော်ပြစ်မှုတစ်ခုခုကျူးလွန်တော့မိတင်၍တားမြစ်လိုက်ခြင်းဖြစ်ကောင်းဖြစ်မိတင်ပါသည်ဒါဖြင့်ဆရာခေါ်မလားဟင်ဆရာလည်းမခေါ်ချင်ပါဘူးထိုစဉ်ကကျွန်တော်တို့မြို့တွင်စေးရုံစေးပေးကံမရှိခဲ့မြမဆရာဦးဘိုးဆိုင်ကလည်းငွေပေးမှစေးပေးသူခြေကြွကပေးမှလူနာအိမ်လိုက်တဲ့သူဖြစ်ပါသည်မနေ့ညကအမေတညလုံးညီးသည်တခါတည်းအမေညီးတယ်များသည်ထိတ်လန့်မွဲပင်ကောင်းနေသည်အမေကျွန်တော်သည်အမေကိုအငမ်းမရခေါ်နေမိသည်အမေသာမရှိတော့ဘူးဆိုလျင်ဤတွေးများကိုကျွန်တော်သည်ရှေ့သို့ဆက်ရမတွေးဝင်တော့ပဲထိုင်နေရာမှဝုန်းကနေခုန်ထားလိုက်မိလေတော့သည်ဒီနောက်တော့ကျွန်တော်သည်အိမ်ပေါ်မှဆင်းလာခဲ့မိသည်ဟေ့လူမိုက်မင်းဘဲမှမသွားနဲ့အမေသည်ကျွန်တော်ကိုအော်ငေါက်တားလိုက်ပါ၏သူ့လေတန်းနှင့်ဟန်မန်တရုတ်တို့သည်မြည်တို့ပင်ရှိသေးကမူသူသည်တားအတွက်တခုခုဖြစ်လာမည်ကိုစိုးရိမ်နေကြောင်းမှထင်ရှားပါသည်ဤခါအိနေရာတွင်ကျွန်တော်မှလည်းအမေနှင့်ပြန်၍အမေကိုစိုးရိမ်နေပြီမို့အမေစကားများကိုနားထောင်မနေနိုင်တော့ကျွန်တော်ဘဝကျွန်တော်လောကတို့သည်ဤအမေသည်သာလျှင်ဖြစ်၏အမေ၏အသက်ရှင်ရသည်ကျွန်တော်၏အသက်ရှင်ရနှင့်အတူတူပင်ဖြစ်သည်ဤအတွေးများနှင့်အတူကျွန်တော်သည်အရေးဝင်းတို့အိမ်ကြီးစီသို့ရှေ့ရှုလာခဲ့မိသည်ဟုတ်ပါသည်ကျွန်တော်တို့ရင်းတော်တွင်ဤအရေးဝင်းသည်အချမ်းသာဆုံးတထေးမကြီးတူပင်ဖြစ်ပါသည်ဝါပေါ်ခြင်းနန်းပေါ်ခြင်းပဲပေါ်ခြင်းများတွင်အရေးဝင်းတို့အိမ်ရှိ၌ရာသမားများလာပေးကြသည်မှာစုပုံလျက်ရှိတတ်သည်သူလက်တွင်မှလည်းငွေစာများသည်အမြဲရှံထွက်နေတတ်ပါသည်တလောကဆိုလျင်အမေပင်ထိုပဲများနှမ်းများကိုတွား၍ကူသိမ်းပေးခဲ့ရပါသည်တို့ကြောင့်ကျွန်တော်သည်အရေးဝင်းထံမှငွေစာအနှဲငယ်ချီးမြှေးချေးလျင်
ထိုချင်းငယ်အတွက်တစ်နှစ်လုံးအရေးဝင်းခိုင်းသမျှလှုပ်ပေးပြီးစသည့်အတွေ့အများဖြင့်လာခဲ့ခြင်းပင်ဖြစ်ပါ၏ကျွန်တော်အရေးဝင်းတို့ခြံကြီးရှိသို့ရောက်လာသောအခါရုပ်ချီးမဝင်ဝင်ခြေတို့သည်အလိုလိုရက်တန့်သွားရလေသည်အဘဲကြောင့်ဆိုလျင်အရေးဝင်းခြံညက်ကြီးထဲတွင်အရက်ထဲမှလူမိုက်များသည်မိုးပြဲဒေအိုကြီးဒေအိုငယ်များဖြင့်အလူလုတ်ရန်ချက်ပြုတ်နေကြသောကြောင့်ပင်အမျိုးသမီးကြီးငယ်များသည်ကျက်သွန်လိသူလိမယုတ်သီးထောင်းသူထောင်းနှင့်ရှိကြသလိုအမျိုးသားများမှမူထင်းခွဲသူခွဲရေခက်သူခက်ဒေအိုများနှင့်တဲနေသူကတဲနေကြက်ဝက်အမဲငါစားသည့်ဟင်းလျာများဖြက်လီခုတ်ထစ်နေသူကလည်းရှုပ်ချက်ခက်လျက်ရှိနေပါသည်သူတို့သည်ကျွန်တော်အားမွေစိုးတကောင်ကဲ့သို့ထိတ်လန့်မုန်းတီကြောက်ရွံ့တတ်ကြသည်ကျွန်တော်ကလည်းသူတို့အားမွေသည်လူကိုကြောက်လန့်တတ်သလိုပင်ပြန်၍ကြောက်လန့်မိခြင်းကြောင့်ခြေလန်းတုံရက်သွားရခြင်းဖြစ်ပါသည်ကျွန်တော်မုံဆိုင်မှမုံများကိုခိုးယူစားသောသည့်အခါတွင်၎င်းကလေးများနှင့်ရံပစ်ခဲ့သည့်အခါများတွင်၎င်းသူတို့၏အကြည့်များ၌မုံတီးယွန်ချခြင်းများကန့်ညှိနေတဲ့ကြ၏ယခုသူတို့ကိုကျွန်တော်သည်တွေ့ရပေအောင်မည်သူတို့သည်ဘာကြောင့်များခြင်းနေမှဤချန်ကြီးတဲ့သူကျွန်တော်ထက်ဦးစွာရောက်ရှိနေကြပါလေသို့တော်လည်းကျွန်တော်သည်ကြာမြင့်စွာတွေးတောစဉ်းစားနေခြင်းမရခဲ့ပေကျွန်တော်အမေ၏အသက်ကိုတေခြင်းမှလွတ်ရန်ကျွန်တော်အားလုံးကိုရင်ဆိုင်ရပေအောင်မည်ဟေးကောင်လေးမင်းဘာလာလို့တာလဲထွက်ခုထွက်သွားစမ်းကျွန်တော်သည်ခြံဝင်းထဲသို့ဆွဝင်လာသောအခါခြံထဲမှအကြီးဝင်းဦးလေးဥပုံမင်းကအတင်းမောင်းနှင်ထုတ်လိုက်ပါတော့၏ကျုပ်အကြီးဝင်းကိုတွေ့ရင်လို့ပါကျုပ်အကြီးဝင်းစီကိုလာတာပါအောင်မဲကွာမင်းကဘာကိစ္စဝင်းမဲကိုတွေ့ကျင်ရတာလဲလူပါဝလို့တွားခုထွက်သွားစမ်းကျွန်တော်သည်ဘာကြီးဘုံမင်းကိုတော်ကောင်မျက်စိပေါင်းများစွာနှင့်ဝိုင်းကြည့်နေကြသောလူအုပ်ကြီးကို၎င်းထုံးစံတိုင်းဂရုမစိုက်တော့ပဲအကြီးဝင်းရှိမိထင်သောအိမ်ကြီးစီတို့သာလျှင်တောက်ချေတင်ဝင်လာခဲ့မိပါသည်ဤချိန်တွင်ကျွန်တော်၏အသက်သည်14နှစ်ကျော်ခဲ့ပြီဖြစ်သည်ကျွန်တော်သည်တန်မာထွားချိုင်းသောမိဘများမှမွေးဖွားလာခဲ့သူပြီးတန်မာထွားချိုင်းလာပါသည်တို့ကြောင့်အဖိုးကြီးသည်ကျွန်တော်အနည်းသို့ရဲရဲမကပ်ဝင်ခဲ့ကြံလူများကလည်းကျွန်တော်လက်တွင်မှအသင့်ပါလာခဲ့သည့်တန်ချွန်တုတ်ကြီးကြောင့်ရုပ်ချင်းကပ်မလာဝင်ပေနောက်တစ်ကြောင်းမှမူသူတို့သည်ကျွန်တော်အားအဖေဝိညာဉ်ဝင်ရောက်ကတ်တွယ်နေသည်ဟုထင်ကြခြင်းအတွက်လည်းဖြစ်ပါ၏အကယ်၍သူတို့သည်ကျွန်တော်၏အနည်းသို့ကတ်လာကြမည်ဆိုလျှင်လည်းကျွန်တော်သည်မလွဲတာတော့ပဲခုခံရတော့မည်ပင်ဒီကဲ့သို့သူတို့ကျွန်တော်အနည်းသို့အမိုက်ခံ၍ကတ်မလာခဲ့ကြခြင်းကပင်သူတို့အတွက်ရောကျွန်တော်အတွက်ပါကံကောင်းသည်ဟုဆိုရပါမည်ဟဲ့မင်းငါအိမ်ထဲကိုဘာလာလို့တာလဲဟင်အိမ်ထဲတွင်စရင်ရေးနေသောတတိမကြီးအကြီးဝန်းနှင့်ကျွန်တော်သည်ပတ်ပင်တိုးမိကြသည်သူသည်ကျွန်တော်အားမြင်လိုက်သည်နှင့်တပြိုင်နက်ထိတ်လက်ကြောက်ရွံ့ဟန်များပေါက်လာလေသည်အရေးဝင်ကျုပ်ကိုပတ်စံ30လောက်ပေးပါကျုပ်အမဲတော်မင်းကိုကျုပ်ကဘာကိစ္စငွေ30ပေးရမှာလဲရွှေတန်းတို့ရေဒီတရဲစီးနေတဲ့ကောင်လေးကိုလာဆွဲထုတ်ကြစမ်းပါအကြီးဝင်းသည်ကျွန်တော်၏စကားမဆုံးခင်ဖြတ်၍သူ့လက်ပါးစီများကိုအော်ခေါ်လိုက်၏ကျွန်တော်ယခုကဲ့သို့သူ့ထံမှငွေတောင်းလိုက်ခြင်းအတွက်မကံမရက်နိုင်အောင်ခံမြင်ခြင်းဒေါသထွက်နေခြင်းခံစားလိုက်ရဟန်တူပါသည်စောစောတည်းကပင်အသင့်ရှိနေကြသောသခင်အားရကျွန်းစားဝါများကလည်းရုတ်ချီရောက်လာကြပါတော့သည်ကျုပ်မေတည်တော့မယ်အဲ့ဒါဆရာခေါ်စရာငွေမရှိလို့ပါဗျာအကြီးငွေအတွက်ကျုပ်တစ်နှစ်လုံးအကြီးခိုင်းသမျှလုပ်ပေးပါမယ်ကျုပ်ရှ िख ိုးပါရဲ့အကြီးရမယုံရင်လိုက်ကြည့်ပါဗျာကျွန်တော်ဒီကျွန်တော်အားဝမ်းရည်ရိုက်ကြဖမ်းကြတော့မည်လူအုပ်ကိုဂရုမစိုက်နိုင်သေးပဲကျွန်တော်စွန့်စားလာခဲ့ရခြင်းအကြောင်းရင်းကိုဖွင့်ရပြောပြလိုက်သည်ဆွဲတာထုတ်သွားကြသမှာမင်းအမေတေတာနဲ့ငါကဘာဆိုင်နေလဲတရဲရဲ့နင်းလိုတရဲစီးနေတဲ့ကောင်ကိုငါကဘာခိုင်းရမှာလဲဒီမှာကျုပ်နားကိုတော့တယောက်မှကတ်မလာကြနဲ့နော်ကျုပ်ကကျုပ်အမေနဲ့ရောသေးပြရမယ့်အကောင်ပဲအမလေးဒါဓမြတိုက်တာပဲအနုချမ်းစီတာပဲပေါ့သူ့အမေအေးတွေကိုတွားခေါ်ကြစီစမ်းမှာတကြီးအိမ်လဲတွားကြစမ်းမှာအမေကိုတွားပြောတဲ့လူကိုကျုပ်ဦးဆုံးတတ်မှာပဲရဲရင်ရွှေ့ကြည့်ကြဟာဒီမသားကလေးအရက်ထဲမှာအကြီးဝင်းတို့အိမ်တွင်ထင်းခွဲရေခက်ပေးနေသောဥပမောင်သည်စိတ်မရှိတော့ပဲရီထန်းတဘိုးကြီးဖြင့်ကျွန်တော်အားလှမ်းရရန်အရွယ်လိုက်တွင်အိမ်မော်စင့်စီမှလူတယောက်၏ဟန်တားလိုက်မှုကြောင့်ဥပမောင်သည်ကျွန်တော်အားမရိုက်ဖြစ်တော့ဒီမှာခုအိမ်သားလူတွေအားလုံးထွက်သွားစမ်းမှာတခုတည်းမဟုတ်ဘူးသူကကလေးတယောက်ဆိုတာမသိကြဘူးလားကျွန်တော်နဲ့လူအုပ်ကြီးကသာသတိမထားမိခဲ့ကြတော့လဲဤလူသည်ကျွန်တော်အားအရေးဝင်းစရီအော်လိုက်စင်မှပင်ထွက်ကြည့်နေဟန်ရှိပါသည်သူ့ကိုကျွန်တော်သည်သိလဲမသိမြင်လဲမမြင်ဘူးခဲ့ဤရက်တွင်လဲဒီကဲ့သို့ရုပ်ရည်မျိုးနဲ့လူမျိုးကိုကျွန်တော်မြင်ဘူးခဲ့ခြင်းမရှိပေလူကလေးမင်းမသိဘူးအသားနေဒီကောင်လေးကအကျင့်ကောင်းတာမဟုတ်ဘူးထိုစဉ်ပင်တကြီးအိမ်မှတကြီးကိုသာလူအများသည်အပြေးလာရောက်ရှိလာကြပြန်သည်သူတို့သည်ရောက်မဆိုင်ပင်ကျွန်တော်အားတကယ်ရန်သူကြီးတစ်ပွဲအတင်းဝင်ဆွဲကြပါတော့၏လာစမ်းခွေးမသားကလေးဒီတခါတော့နှင့်ကိုတရက်ထောင်အဖို့ပဲတရက်ထောင်သည်ကလေးထောင်ယူသူတို့အတိုက်ဝန်း၏ပြောတဲ့စကားများဖြင့်ကျွန်တော်သိထားရဘူးသည်ဒီမှာဒါကျုပ်အိမ်ခမားတို့ဘဲကလည်းခုထွက်သွားကြပါ
ကလေးကိုလက်ဖျားနဲ့မှမထိပါနဲ့ဘဲနဲ့ကလေးတယောက်အိမ်ထဲဝင်လာတာကိုရွာပြတ်မတက်ပဲကျွန်တော်မမြင်ဘူးခဲ့ဘူးသောလူကြီးထပ်မံဟန်တာပြောဆိုလိုက်သည့်အတွက်တကြီးလက်ပါစီများသည်မျက်စိပြက်မျက်နှာပြက်နှင့်ကျွန်တော်အားလွတ်လိုက်ရ၏ဒီမှာဒါကလေးဗျာကလေးကိုကလေးလိုညှာမှပေါ့ခမရတို့မှာတာသမီမရှိကြဘူးလားတွားကြသမျှခမရတို့ခုထွက်သွားကြသူ၏အတန်ကြောင့်လူများသည်အနှဲငယ်ရှဲသွားကြသည်မင်းမသိပါဘူးလူကလေးရဲ့အသားနေစမ်းမှာဒီကောင်ကလေးကိုသူတို့ပဲနိုင်ပါတယ်ခေါ်သွားစမ်းမသည်အကြီးဝင်းကဝင်ရိပ်ပြောတော့လဲသူသည်လက်မခံနိုင်ဟန်ဖြင့်ခေါင်းကိုရမ်းကာပြသည်နေပါသည်အကြီးရဲ့သူသဘောမတူရင်လည်းကျုပ်တို့ခေါ်မသွားတော့ပါဘူးအကြီးတို့အိမ်ကလာခေါ်လို့သာလိုက်လာခဲ့ရတာပါကဲကျုပ်တို့ပြန်มาတော့မယ်ထို့နောက်တော့အိမ်ခန်းကြီးထဲတွင်အကြီးဝင်းကျွန်တော်နှင့်ကျွန်တော်မသိသောသူ၃ဦးသာကြံရှိခဲ့ပါတော့၏ရုပ်ချင်းပင်အခြေအနေများသည်ပြောင်းလဲသွားပါတော့သည်ကျွန်တော်သည်လူမန်းတိရက်ဆအရွယ်ကယနေ့အထိကျွန်တော်ဘက်မှပါဝင်ခဲ့သူတို့တယောက်မှမရှိခဲ့ဘူးပဲအမေပင်လျင်ကျွန်တော်နှင့်တဖြည်းဖြည်းဝေးရတော့မလို့ရှိနေခဲ့ရသည်မဟုတ်ပါလားယနေ့မူကျွန်တော်တို့နယ်တွင်အချမ်းသာဆုံးဩသာအရှိဆုံးအယူဝင်းပင်ငြိမ်နေခဲ့ရသည့်အထိတကိုးရှိလာသောတကိုးရှင်တို့သည်ကျွန်တော်ဘက်မှဝင်ရောက်ရက်တည်ခဲ့လေပြီအကယ်၍သူသာယနေ့ကျွန်တော်ရှေ့မှမရှိခဲ့ပါလျင်ဤကဘာကြီးသည်ကျေသည်ဟုလူများပြောလေရှိကြတော့လဲကျွန်တော်အတွက်မှမူနေစရာရှိတော်မူမဟုတ်ပါပြီကဲမင်းဒီကိုဘာလို့ဖို့လာတာလဲမှန်မှန်ပြောလိမ်မပြောနဲ့ထိုလူသည်ကျွန်တော်အနီးသို့ရှောက်လာပြီးမေးလေသည်ကျုံမေတိတ်ဖျားနေပါတယ်အဲ့ဒါဆရာခေါ်တရားပိုက်ဆံမရှိလို့အရင်ဝင်းစီမှာလာချီတာပါချီကားကိုခိုင်းညာခိုင်းမှလို့ပြောတာပါမဟုတ်ဘူးဒါသူညာတာလိမ့်နာဒီကောင်လေးကတခိုးလေးပဲတော်ပါမေမေရဲ့သားကိုသူများတွေကဒီလိုပဲပြောရင်မေမေခံနိုင်မှာမလားဘာဖြစ်လို့ခံရမှာလဲငါသားကလူကောင်းမယ်ပညာတတ်ပဲတော်ပါတော့အမေရဲ့ဒီမဲ့ဥပမာသူသည်သူ့မိကိုပြောနေရမှစောစောကကျွန်တော်ကိုရေတန်းတန်းမိုးနဲ့ရိုက်မိပြုခဲ့သောလူကြီးကိုပါလှမ်းခေါ်လိုက်ပါ၏ဒီမှာသူ့မိကိုခမားသိသလားသူ့မိမမာဘူးဆိုတာရောမှန်သလားဟုတ်ကဲ့သူ့မိမတ်အေးတွေပါမမာတယ်လားလည်းဟုတ်ပါတယ်ဥပမောင်သည်အပြေးလွှားရောက်လာရင်အကြီးဝင်းသား၏အမေကိုဖြေချလိုက်ပါသည်ကဲဒါဖြင့်ခမဒီမှာရှိတဲ့ဆရာကိုတွားခေါ်ပြီးလိုက်လာခဲ့ဗျာကျွန်တော်သူ့အိမ်ကစောင့်မယ်မြန်မြန်သာလာခဲ့ပါကောင်းပါပြီကျုပ်ခုပဲသွားပါမယ်အဖိုးကြီးသည်ပြပြတလဲထွက်သွားတော့သည်အကူမောင်မောင်တင်ဟုတ်ပါသည်ကျွန်တော်မသိခဲ့ဘူးသောလူသည်တတိမကြီးဒေါ်ဝင်းမေ၏တူဦးဒီတော်သားမကြခင်ကပင်ဘီလက်မှာဒီဂရီယူပြီးပြန်လည်ရောက်ရှိလာခဲ့သည့်အကူမောင်မောင်တင်ပင်ဖြစ်ပါတော့သည်အကူသည်ယနေ့ပင်နှင်းစီပန်းရနံကဲ့သို့တင်းပြက်လျက်ရှိသောသူကျင်လည်ခဲ့ရသည့်လောကကြီးအတွင်းမှအဆုံးကွက်တစ်ခုကိုဦးဆုံးထွေးတေးလိုက်ရခြင်းဖြစ်ပါလိမ့်မည်မျိုးစစ်ကလေးနိုးကြလာ၍မျက်စိနှလုံးဖွင့်ကြည့်လိုက်သောအခါသူမြင်ရသောလောကကြီးသည်နှင်းစီပန်းကလေးကဲ့သို့နူးညံ့ခြင်းတင်းပြန့်ခြင်းကိုသာတွေ့ခဲ့ရသည်အမေပြောပြခဲ့ဘူးသောပုံမြင်ထဲမှမျိုးစစ်ကလေးသည်အကူမောင်မောင်တင်းသာလျင်ဖြစ်ပါလိမ့်မည်ဒီတော့ကျွန်တော်တခုစဉ်းစားမိသည်ဤလောကကြီးသည်အကူမောင်မောင်တင်းအတွက်နှင်းစီပန်းကဲ့သို့နူးညံ့တင်းပြန့်နေတော့လဲကျွန်တော်အတွက်မှမူအဘဲကြောင့်မှောင်မိုက်လျက်မုံတိုင်းထန်နေပါသည်။သို့ပေမဲ့ကိုသည်လူသားတို့မှာမွေးကလေးကပါလေးရှိသောကျင်နာခြင်းစာနာခြင်းတရားတို့ဖြင့်ကျွန်တော်၏အနှင်းခံဘဝကိုထူမရှာခဲ့လေသည်။ယင်းတို့ဖြင့်ကိုသည်ကျွန်တော်၏လက်ကိုဆွဲကာကျွန်တော်အမေရှိရာသို့တုတ်ချီတင်လာခဲ့လေသည်။ဟင်လူအများဝိုင်းနေသည့်ကျွန်တော်အိမ်ကလေးကိုလမ်းမြင်လိုက်ရသောအခါကျွန်တော်၏ခြေလမ်းများတုံ့ရက်သွားသည်။နှုတ်မှလည်းဟင်ဟုအာမေရိတ်တန်ထွက်သွားသည်။ဘာလဲကွာကိုသည်ကျွန်တော်ရက်သွားသည်ကိုအံ့ဩသွားဟန်ဖြင့်ကျွန်တော်အာမေ၏ဟိုမှာလူတွေကျုပ်တို့အိမ်ကိုဝိုင်းကြည့်နေကြပြီကျုပ်မေကျွန်တော်သည်စကားကိုဆုံးအောင်ပင်မပြောနိုင်တော့ပဲကိုလက်ကိုဖြုတ်ထားခဲ့ပြီးအမေရှိရာသို့အပြေးလာခဲ့မိသည်အမေကျုပ်မေတည်သွားပြီလားယင်ဘာအခုမှလာပြီးမေးနေရတာလဲလူမရဲ့နင့်မေကိုနင့်တက်ပစ်လိုက်တာပဲမို့လားဒေါ်ဝင်းမေအိမ်ကိုနင်ဝင်လူဒီတရင်ကြပြီးနင့်မေတည်ရတာခွေးကောင်ရဲ့ဟုတ်ပါရဲ့တော့အေးတွေတည်မဲ့စားဒီမသားကလေးတည်သွားရင်ကောင်းတယ်ဟာဒီခွေးမသားလေးရဲ့နေရမယ့်အစားအေးတည်သားတာပဲကောင်းပါတယ်လင်းလည်းမကောင်းဘူးသားလည်းမကောင်းဘူးဒီတော့မိမတယောက်ဖို့တည်သွားရတာအကောင်းဆုံးပဲပေါ့ဒါပေမဲ့ကိုရင်တက်ရှည်ကတော်ပါသေးတယ်တချို့နေရာတွေမှာမတရားပြောခံသွားရရှာတာပါအေးလေထောင်မကြခင်တုန်းကတော့လူကောင်းတယောက်ပဲပေါ့ဒါပေမဲ့ထောင်ကထွက်လာတော့ဒီကောင်အရင်လိုမဟုတ်တော့ဘူးမဟုတ်လားပလိတ်စီကတနက်လူတယ်နောက်ရာဇဝတ်အုပ်ကိုတတ်ခဲ့တယ်လေဒီတော့အေးတွေပါကြံရပါဆိုပြီးအဖမ်းခံရသေးတာရောနှုတ်ပထွေးလေးကပြောတော့ဂတ်ထဲဝင်ပြစ်လို့ပလိတ်တွေတေကုန်သေးတယ်ဆိုအေးပေါ်ဟာဒီတော့သူလည်းတေခဲ့ရတာရော
ကျွန်တော်၏အမေအလောင်းနည်းတွင်ဝိုင်းဝန်းလျက်ရှိသောသူများသည်ကျွန်တော်နှင့်ကျွန်တော်ဘေတော်၏ရာဇဝင်ကိုမကောင်းဘက်ကကြီးရေးကြီးခွင်ကျဲလို့၍ပြောနေကြသည်အကြီးဝင်းတို့အိမ်မှာကျွန်တော်ပတ်စံသွားတောင်းမိခြင်းကိုအမေသည်ချီးမြှောက်သောအရက်သတင်းဖြင့်ကြားသိသွားလေပြီဤသတင်းကြောင့်ပင်အမေသည်ယခုကဲ့သို့အသက်ထွက်သွားခြင်းဖြစ်ပါလိမ့်မည်ဤသတင်းသည်ပင်အမေရာဘဝအဆုံးထိခေါ်ထုတ်သွားခြင်းဖြစ်ပေမည်အမေကျုပ်အမေကိုတတ်ခဲ့တာမဟုတ်ပါဘူးအမေတက်ရှင်မှုကျုပ်လုံးမိလို့ရလှုပ်လိုက်မိတာပါဗျာခုတော့အမေကအစပြီးကျုပ်ကိုမယုံတော့ဘူးလားယင်အမေကျုပ်ကိုမုန်းသွားပြီပေါ့ယင်အမေကိုကျုပ်တက်လိုက်တယ်လို့အမေထင်သွားပြီမို့လားအားလုံးလူတွေထင်တယ်လို့အမေလည်းထင်သွားပြီမို့လားအမေကျုပ်အမေကိုရှင်းခွင့်လည်းမရတော့ဘူးအမေနားလည်အောင်လည်းကျုပ်ရှင်းမပြတတ်တော့ဘူးကျုပ်ကိုကျုပ်မှနားမလည်ခဲ့ပဲနဲ့အမေကိုကျုပ်ဘလို့လုပ်ပြီးရှင်းပြတတ်မှလဲကျွန်တော်ဒီအမေအလောင်းကိုပွေ့ပတ်ကတအားပင်ကိုပြစ်လိုက်မိပါသည်သို့တော်လည်းကျွန်တော်အားအမေကိုတတ်ခဲ့သူအဖြစ်နဲ့မြေသူတူဦးတယောက်မှလှည့်ကြည့်ဖို့မရကြတော့ပါထိုစဉ်မှာပင်အင်မတန်တာယာနူးညံ့လျက်ရှိသောအတန်တန်နှင့်ထိတွေ့မှုတစ်ခုသည်ကျွန်တော်၏မှောင်အတိကျနေသောလောကထဲသို့အလင်းရောင်လေးတစ်ယောက်အဖြစ်နဲ့ဝင်ရောက်လာခဲ့လေသည်ညီလေးထညီလေးဘက်မှာကိုအမျက်ရှိနေမှာပါကွာတိတ်မငိုပါနဲ့ကွာယောက်ျားပဲစိတ်ပြေမှာပေါ့ညီလေးမှာတတိရှိပါတယ်ကဲထကျွန်တော်မိထားခဲ့ရပြီဖြစ်သောကိုသည်ကျွန်တော်ထံသို့လိုက်လာခဲ့လေသည်သူသည်ကျွန်တော်အားကျင်နာစွာထူမာရင်းညင်သာစွာဖြင့်ချော့နေချသည်တောကြီးအားမီးလောင်သောအခါမိဘများနှင့်အမွှေးတောင်ရှိသောငှက်အပေါင်းတို့သည်အမွှေးတောင်မရှိသေးသောအလောင်းတော်ငုံမင်းငှက်ကလေးကိုဆုံးပြေထားခဲ့ကြသည်သို့တော်လည်းငုံမင်း၏မှန်ကန်သောတစ္ဆာစကားများကြောင့်ထိုတော်မီကြီးသည်ရုတ်ချီငိမ့်သွားရလေသည်ဟုအမေသည်တခါကကျွန်တော်အားပြောပြခဲ့ဘူးသည်ယခုမူကျွန်တော်၏ဘွားအားလောင်ကျွမ်းလျက်ရှိသောမိသည်လည်းထိုတော်မီထပ်ပို၏ရော့မည်မထင်ပါသို့သောကျွန်တော်သည်မိသည့်တစ္ဆာစကားကိုမှဆိုတတ်ခဲ့သူမဟုတ်ပါကျွန်တော်ဆိုပြမိစကားများကိုလည်းအမေမှစ၍မြေသူတူတယောက်မှလည်းယုံကြလည်းမည်မထင်ပါသို့တော်လည်းယခုပင်ကျွန်တော်၏အနည်းစီသို့မေတ္တာရေစင်တို့သည်ရောက်ရှိခဲ့လေပြီမဟုတ်ပါလောဤလောကဝဲဤကဘာတည်နေသည့်အမှန်တရားတို့သည်ထာဝရင်တစ္ဆန်းတကိုးရှိနေလိမ့်မည်ဟုသာလျှင်ကျွန်တော်ယုံရပါစီတော့ကိုသည်အမေအာသူဘွားကိုလည်းကျွန်တော်စိတ်ကြိုက်တကြိုပေး၏ကျွန်တော်ကိုလည်းသူအစဉ်နေထိုင်ရာဖြစ်သည့်မန္တလေးမြို့သို့ခေါ်ယူသွားပါသည်မန္တလေးတွင်ကိုသည်ကျွန်တော်အားစိတ်ရှည်သာဖြင့်သူကတိုင်စာပြပေးစာသင်ပေးခဲ့၏ကျွန်တော်စာတော်တက်လာသောအခါစာသင်ကျောင်းသို့ပို့ပေးခဲ့ပါသည်မန္တလေးတွင်ကျောင်းသားများလှုပ်လှုပ်ရရဖြစ်လာသောအခါပျော်ဝဲကျောင်းသို့ပြောင်းပို့ထားခဲ့ပါ၏ထိုကျောင်းများမှာလည်းတစက်တဲလိုလှုပ်ရှားလာကြသောအခါမှာတော့ကိုသည်ကျောင်းမှပြန်နှုတ်ကာမန္တလေးအိမ်မှာပင်ဆရာငါးရီစာသင်စေခဲ့ပါသည်ယခုကဲ့သို့ကိုသည်ကျွန်တော်အားခေါ်ယူကျွေးမွေးပညာသင်ပေးခြင်းကိစ္စတို့နှင့်ပတ်သက်၍ကိုတဆွေလုံးတစ်မျိုးလုံးနှင့်သူ့မိအရေးဝင်းတို့ကလုံးဝကျေနပ်လက်ခံခဲ့ကြခြင်းမရှိပါပြီသို့တော်လည်းကိုတို့အတိုင်းဝိုင်းအုပ်စုထဲတွင်ကိုသည်သာလျှင်ဘုံတကူအကြီးဆုံးဖြစ်ပါသည်ကိုသာလျှင်နေမင်းကိုသာလျှင်လာမင်းဖြစ်ပါသည်ကိုကဖြူလျှင်သူတို့မဝဲဝင်ကြအမေသေးပြီးစကိုကျွန်တော်အားခေါ်လာခဲ့စဉ်ကဆိုလျှင်အရေးဝင်းသည်ပြင်းပြင်းထန်ထန်ပင်ကန့်ကွက်ခဲ့ပူပါသည်တခါတည်းကျွန်တော်အိပ်ပျော်နေသည်ထင်၍၎င်းအိမ်နှင့်မရှိဟုထင်၍၎င်းအရေးဝင်းသည်အောက်ပါစကားများနှင့်သားကိုနားချနေခဲ့ပါသည်မိမိပြောတာကဒီကလေးဟာအကျင့်မကောင်းလို့ပါအရက်ကပြစ်ပယ်ထားတဲ့ခွေးတေကောင်ပုတ်ကိုလူကလေးကကောက်ယူထွေးပိုက်ထားမယ်ဆိုရင်သူ့အပုပ်နှံ့နေဟာတနေ့လူကလေးကိုမကူးဆက်နိုင်မှာဘူးလို့ဘသူကဝန်ခံချက်ပေးမှလဲမိပြောတယ်လို့သူကခွေးတေမှမဟုတ်ပဲလူမဟောဒီမိတို့တစ်မျိုးလုံးမှမရှိဘူးသေးတဲ့အရေးသွေးတွေနဲ့လူးပြဒီလိုတော်တဲ့လူတယောက်ကိုပတ်ဝန်းကျင်ရဲ့လွဲမနေတဲ့အဖိနှိတ်အောင်မှာအညွန့်ကျိုးမသွားတင်ပါဘူးမိသူတယောက်အတွက်မိတို့မှာဘာမှရွတ်မသွားနိုင်ပါဘူးပြီးတော့တာသူ့ကိုတနာတယ်ပြစ်မထားနိုင်ဘူးပြစ်မထားရတာတော့ဟုတ်ပါပြီတနေ့သူကမင်းကိုမတရားလုပ်မသွားပါဘူးလို့ယုံသလားယုံတာပေါ့မိဒီလိုလူမျိုးဟာလောကမှာယုံစရာအကောင်းဆုံးလူပါဘာပဲဖြစ်ဖြစ်ဒီကလေးเจ้าနဲ့ပတ်သက်ပြီးသားကိုခွင့်လွှတ်ပါမိစဉ်းစားကြည့်ပါမိသာသူ့အမေလိုမမကြမ်းဖြစ်နေရင်သားလည်းသူ့လိုပဲတခုခုတော့ကြံရမှာပဲဒါကိုရေးကြီးခွင်ကျဲအကျဲချက်ပြီးရွာတဲ့ကြွားဝင်တယ်လို့ပြေးလွှားနေလိုက်ကြတာဘာပဲဖြစ်ဖြစ်ပေါ့မိရဲ့အကျိုးတင်အကြောင်းတင်တော့ရှိကြရမှာပေါ့စာနာခြင်းညတာခြင်းဆိုတာလဲရှိကြရမှာပေါ့ခုတော့ဒီကလေးကိုပဲတကယ်ရန်သူကြီးအဖြစ်နဲ့ဝိုင်းညှိုးနေကြတယ်တကယ်တော့သူ့မိဘတွေဟာမိလိုမချမ်းသာကြလို့သူလည်းဒီလိုအဖြစ်မျိုးနဲ့ကြုံရတာပဲမိသာဆင်းရဲရင်လဲတားလဲသူ့လိုကြုံရအောင်မှာပဲဘာကြောင့်လဲဆိုတော့တားမှလည်းမဟုတ်မကန်ခြင်းနဲ့စိတ်ရှိနေတယ်မို့လားဒါကိုသားကိုချင်းစားမိတယ်
သူ့ဖြစ်ကိုတနာမိတယ်နောက်ဆုံးသားမှညီမရှိလို့ညီလေးလိုလဲချစ်လိုက်မိပြီမိမိဒါပဲသားသူ့ကိုချစ်တယ်တနာတယ်သူ့စိတ်သဘောထားတွေကိုနှစ်သက်တယ်မျက်နှိုးတယ်ဒါကြောင့်သူနဲ့ပတ်သက်လာရင်နှုတ်နဲ့ဆိုတာမပြောနဲ့ဟန်အမူအရာနဲ့တောင်မှမပြောပါနဲ့လို့တာမေမေကိုတောင်းပန်ပြရစီယခုကဲ့သို့ကိုသည်သူ့အမေကိုပြောခဲ့ပါသည်ထို့နောက်တော့တဦးဒီသောသား၏အလိုကိုအယီးဝင်းသည်လိုက်ခဲ့ရလေသည်အယီးဝင်းပင်သား၏သဘောကိုမလွန်ဆန်ခဲ့လေသောအခါမိသူသည်လွန်ဆန်ဝင့်ပါမည်နီကိုဖြူလျင်အားလုံးလဲလိုက်ဖြူပေမိပင်တို့ဖြင့်ကျွန်တော်သည်စာတက်၍အရွယ်ရောက်လာခဲ့ရပြီဖြစ်သည်ဤအခါကျွန်တော်သည်ကိုထံမှအလုပ်တစ်ခုကိုလုပ်ရန်တောင်းခံပူဇော်မိသည်ယခုကျွန်တော်သည်အရွယ်ရောက်၍စာတက်ခဲ့ပေပြီဒီတော့ယောက်ျားကလေးဖြစ်သောကျွန်တော်သည်တခုခုတော့လုပ်ရပေမည်ကျောင်းဆက်နေရန်မှာလဲယခုအခါတွင်ကျောင်းတိုင်းလိုပင်နယ်ချစ်ဆန့်ကျင်ရေးနှင့်အမျိုးသားလှုပ်ရှားမှုများကြောင့်ကိုသည်ကျွန်တော်အားကျောင်းမှနှုတ်ယူခဲ့ပြီမဟုတ်ပါလောဤလှုပ်ရှားမှုများနှင့်ကိုတို့သည်တစ်ဖက်တစ်လမ်းစီပင်ဖြစ်မိဟုထင်မိသည်ဤလှုပ်ရှားမှုများသည်စနစ်တစ်ခုမှနောက်တစ်ခုသို့ပြောင်းတော့မိလှုပ်ရှားမှုပင်ဤအခါသူတို့ကိုအကျိုးပြုထားခဲ့သည့်စနစ်ဘက်မှသူတို့သည်ရက်ရပေမည်ပင်နယ်ချက်နှင့်အရင်းရှင်စနစ်သည်လူများကိုဒုက္ခပေးခဲ့တော့လဲသူတို့သည်ဒုက္ခရခဲ့သည်မဟုတ်ပါလောတို့ဖြင့်ကိုသည်ကျွန်တော်အားကြောင်းမှနှုတ်ခဲ့ခြင်းပင်ဒီတော့ကျွန်တော်သည်ကိုထံမှအလုပ်တစ်ခုကိုပေးပါရန်အချိန်ချင်းတောင်းပန်ပူဇော်ရသည်ကိုသည်သူသဘောကျသည်ဖြစ်စေမကျသည်ဖြစ်စေကျွန်တော်သဘောကိုတော့ဘယ်တော့မှမလွန်ဆန်တတ်တို့ကြောင့်ကျွန်တော်ဆန္ဒပြည့်ဝစေရန်ကျွန်တော်စိတ်ကျဉ်နှံ့မှုရစေရန်ပိန်းစလိုမျိုးရှိသူတို့ပိုင်းစံဆက်ကြီးရှိရာသို့လွှတ်ရတော့၏အစတွင်ကျွန်တော်သည်မန်နေဂျာစီရေးကြီးကိုယ်တည်းကြီးများထံဝဲနီးနာခံယူရ၏ထို့နောက်တော့ဆန်းဆက်မှအလုပ်အားလုံးတို့ကိုသိရှိနားလည်တက်မြောက်လာခဲ့လေသည်မိခင်တစ်တာထဲမှငွေကိုကျွန်တော်သုံးကျင်တယ်လို့သုံးနိုင်၏သို့တော့ကျွန်တော်သည်ဝမ်းပြေရုံအပြင်အခြားသုံးဆွဲစရာမရှိခဲ့ပါထို့ကြောင့်ကိုသည်ကျွန်တော်အားတစ်လကို150ပေးလေသည်ဤခေတ်တွင်ဤငွေများသည်ကျွန်တော်အတွက်များလွန်းလေသည်ကျွန်တော်သည်စားရုံအပြင်အဝတ်ကိုလည်းဆန်းဆန်းပြပြဝတ်တတ်သူမဟုတ်ဒီတော့ဒီငွေများသည်ကျွန်တော်အတွက်များစွာပို၍နေပါသည်ဒီအခါကျွန်တော်အတွက်အမေကိုတတိယမိအကယ်၍အမေသာရှိခဲ့မည်ဆိုလျှင်ဤငွေများသည်အမေသုံးလို့ရာသုံးနိုင်လိမ့်မည်ဟေ့မောင်ချေဦးဒီပန်းရုံတွေကိုဘာဖြစ်လို့ခုတ်ပြရတာလဲကွာဒီပန်းနေဒီလိုဖွင့်နေတာမိန်းကလေးတွေကမင်းတိုက်ဝင်ရနာကိုမော့မော့ကြည့်ကြမယ်မို့လားဆက်ဝန်းတဲ့ရှိတိုက်ဝင်ရနာမှຫນွယ်တက်ဖူးပွင့်နေကြသောစပယ်ပန်းခြုံကြီးကိုကျွန်တော်သည်တနေ့ဓားဖြင့်ခုတ်ရှင်းပြလိုက်စဉ်စီးကြီးဦးတန်းအောင်သည်ယခုကဲ့သို့ပြောလိုက်ခြင်းဖြစ်ပါသည်ရှုပ်တယ်ဗျအဲ့ဒါကြောင့်မင်းကလူစမ်းလို့ပြောတာပေါ့ပန်းဆိုတာသူများတွေဆိုရင်တမင်ဆက်ယူကြတာပဲဟာမင်းတော်ကအံ့ဩတယ်ဦးတန်းအောင်ကဆိုပါသည်ဟိတ်ကောင်လေးမင်းဓာတ်ဆက်ကလေးတစ်လုံးဝယ်ပါလားကွA1ကထွက်တဲ့တက်ပြားတွေတိတ်ကောင်းတယ်အာနားကြီးကညီးနေဗျမဝဲခြင်းပါဘူးခြေဦးရမင်းကတော့တကယ်အံ့ဩစရာကောင်းတာပဲမင်းဖုန်းကြီးရင်လည်းလုံနေပါတော့လားဟာဝါသနာမပါဘူးဗျအေးကောင်းတယ်စားပြီးအလုပ်လုပ်ပြီးအိတ်ပြီးစားပြီးအလုပ်လုပ်ဒါနဲ့ပဲမင်းသေးမှာပဲစီးကြီးသည်ကျွန်တော်အာမီတွင်ရင်အယုံပေးထွက်သွားလေ၏ဒီနယ်မှလူများသည်ကျွန်တော်အားလာ၍ခေါ်တတ်၏ယခုလဲသူ့မေ၏ရဟန်းကန်ရှင်ပြုအလူလော့မီမှုသူ၏ကားကြီးဖြင့်လာခေါ်ပြန်သည်ဤလူပွဲတွင်မတ်တက်လေသည်ကျွန်တော်ကိုတွေ့ခဲ့သည်ကမြင်ခဲ့ခြင်းပင်ဖြစ်ပါသည်ကိုတို့၏အလူတွင်လူများသည်တိုးမပေါက်အောင်ပင်စီကားလေသည်ကြာတော့ကျွန်တော်စိတ်ရှုပ်လာ၏စိတ်ကြက်လာ၏တို့ကြောင့်ကျွန်တော်သည်တော်ရချောင်းတစ်ချောင်းသို့ထွက်လာခဲ့မိသည်ကျွန်တော်တို့လှုပ်ရှားများလဲအထူးမရှိလာပါတို့ဖြင့်ကျွန်တော်လူများနှင့်ကင်းရာသို့ထွက်လာခဲ့မိသည်ဒီမှာရှင်ဒီမှာဟင်ခမညာကျမကိုအဲ့ဒီဇီးပင်ကကွာတဲကပန်းကလေးခူးပေးစမ်းပါမတ်တက်လဲသည်ကျွန်တော်၏နောက်စီသို့မိတို့ရောက်ရှိလာသည်မသိသူသည်ဇီးပင်အကိုင်းနှကိုင်းဆုံရာကွာတွင်ပွင့်နေသည့်တစ်ခွရွှေအောင်ပန်းကလေးများကိုအခုခိုင်းနေသည်ထိုစဉ်ကကျွန်တော်သည်မတ်တက်လဲအားမတ်တက်လဲဟု၍မသိခဲ့ကျုပ်ကိုပန်းကူးသမားမှတ်နေလားဟုပြောပြမိပြုပြီးမှကျွန်တော်သည်ပြောမထွက်တော့ပဲဒါကျုပ်ရဲ့ပန်းမင်မဟုတ်ဘူးဗျဟုသာပြောလိုက်ရပါသည်သိပါတယ်ကျမကြီးဝင်းကိုပြောခဲ့ပြီးပါပြီကျေးဇူးပြုပြီးခူးသာပေးစမ်းပါမတ်တက်လဲကထပ်မံတိုက်တွန်းလာသောအခါကျွန်တော်သည်ပန်းကိုခူးပေးလိုက်ပါသည်ရော့ဗျာကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်လို့လင်းလဲတင်မတင်လို့လင်းလဲရှိပါစီတော့ကျွန်ုပ်စိတ်ဆန္ဒဝယ်သူသည်နေရာမှထွက်ခွာသွားခြင်းကိုသာလိုလားလျက်ရှိသည်ကျွန်တော်သည်အေးဆေးနေလိုပါသည်ကျွန်တော်သည်ငကိုထိုင်နေရာဖြစ်သောဇီးပင်ရည်သို့ပြန်ထိုင်လိုက်ပါသည်ပြီးလျှင်အိတ်ထဲမှပိုလိုစီကရက်တလိပ်ကိုထုတ်၍မင်းကြီးတောက်လိုက်မိသည်နေစမ်းမအောင်သူများတွေကတော့ကလို့ခုံလို့တီးလို့မှုတ်လို့ဓာတ်ဆက်တွေဖွင့်လို့ရှင်ကတော့ဘာဖြစ်လို့ဒီမှာလူသူကင်းဝေးတဲ့နေရာမှာလာထိုင်နေရတာတော့ခက်တီခက်ရဲရဲပင်
သူသည်ကျွန်တော်အားမင်းနေပြန်သည်ကျွန်တော်သည်သူ့ကိုမြည်တို့ပြန်ပြောရမည်မသိဖြစ်နေရ၏မိမများနှင့်စကားမပြောခဲ့ဘူးသောကျွန်တော်သည်ယခုလည်းမြည်တို့ပြောရမည်မသိရှိနေသည်ပြောလေရှင်မင်းနေတယ်မသိဘူးဗျဘာမသိတာလဲအားလုံးကိုပဲဒီတော့သူသည်ကျွန်တော်၏အနီးမှရီရီထွက်သွားပါသည်သူ့ခြေတံနှင့်ရည်တံသည်ကျွန်တော်၏အနီးမှတဖြည်းဖြည်းဝေးကွာသွား၏ဤချိန်မှစ၍ရနောင်မှလာကြသောမတ်တက်လေတို့အဖွဲ့နှင့်မန္တလေးမှလာကြသောအမျိုးသမီးများသည်ကျွန်တော်အားမြင်ကြလေတိုင်းအားလုံးကိုမသိပါဘူးဟုသူတို့အချင်းချင်းစ၍ကျွန်တော်ကိုတယော်တတ်ကြလေသည်သို့တော်လည်းကျွန်တော်သည်သူတို့၏စကားများကိုထိုစဉ်ကသတိမထားခဲ့မရိပ်မိခဲ့မသိခဲ့ပါပြီယခုအခါမတ်တက်လေနှင့်တည်ကျွမ်းခဲ့ရပြီးချစ်လဲချစ်ခဲ့မိပါသည်ထိုအခါမှတဖြည်းဖြည်းတရေရေနှင့်ပြန်လည်မြင်အောင်ကြားအောင်လာမိပါတော့သည်ဤအခါကျွန်တော်၏ရင်ဝဲတာယာချမ်းမြေ့ရလွန်းလေသည်တကားမောင်ကြီးကရင်းတော်ကပါလားရှင်မန်းချောင်းတော်တန်းဝဲတွေ့ခဲ့ရစဉ်ကလည်းမတ်တက်လေသည်ကျွန်တော်အားယခုကဲ့သို့အကြောင်ရိုက်မေးခဲ့ဘူး၏ကျွန်တော်ဆိုသည့်ကောင်းကလည်းအလွန်လေသည်တကယ်တော့ကျွန်တော်သည်ယခုထက်စောစောကပင်မတ်တက်လေအားတွေ့ခဲ့ရသူဖြစ်သည်ဒီလိုတွေ့ခဲ့ရပါလျက်နှင့်ကျွန်တော်သည်မတ်တက်လေအားသတိမထားမိခဲ့ကုန်လွန်ခဲ့ရသောအချိန်တို့ကိုနှမျောတသစရာကောင်းလာပါသည်ကိုတို့အလူပြီးသောအခါကျွန်တော်ပိန်းစလုတ်သို့ပြန်ခဲ့လေသည်ပိန်းစလုတ်သို့ရောက်လျင်စီးရဲကြီးသည်ခရီးရောက်မဆိုင်ပင်စီးရည်နှောင့်နေပြန်၏စီးရဲကြီးသည်အင်မတန်အရက်တောက်ရဲ့မိန်းမပွေ၏သူသည်ကျွန်တော်ကိုပင်အဖော်ဆွဲတတ်သည်ဆွဲ၏မြာသောအခါသူသည်အားမလို့အာရမယာနှင့်ရှိနေပါ၏ဘလို့လဲဒီလူမှလည်းမင်းမစွန့်ခဲ့သေးဘူးမို့လားဘာတော့ခမပြောတာကျုပ်နားမလဲဘူးအေးနားမလဲလဲတေလိုက်တော့ချေဦးကြီးဒါနဲ့နေစမ်းမအောင်ချေဦးဆိုတဲ့မင်းနာမည်ကိုဘသူကမှပေးခဲ့တာလဲချေဦးရအမေကပေးခဲ့တာပေါ့ဗျဟုတ်ပြီဘာဟုတ်တာလဲကောင်းတယ်လို့ပြောတာဟေ့ချေဦးဆိုပြီးအမြဲတမ်းအခြေအရှိရာမှာနောက်ကျအောင်မဲ့ကောင်းမယ်ဈေးကြီးသည်သူ့တကားကိုသူ့ဘာသာသဘောကျသလိုရီမောပြစ်လေသည်ဟဲ့ကောင်လေးမင်းတော်ကြီးဖျားဝဲလိုက်မလားလက်ရှိဆုပ်เสียတာဗျာမလိုက်ပါဘူးအမအဲ့ဒီပွဲကဒိုးနယ်မှာအစီကားဆုံးပွဲဗျအပြိုချောချောတွေကိုတွေ့ရမှာကိုလူညောင်လေးပင်ကောက်ကွေ့ကလိန်စင်ထော်နက်ကမွန်းကြုံကန်ကလေးပိန်းစလုတ်တော်ဝီမထောက်ရွှေကျင်ပစုံမြောင်းအဲ့ဒီကအပြိုတွေအားလုံးလာကြမှာဟဲ့ကောင်ကလေးငါပြောနေတာတွေကြားရလားကျွန်တော်ဒီထမင်းကုန်းစားနေရမှလက်ဆေးပြီးထလာခဲ့၏ဒီတော့စီးရဲကြီးသည်ပြုတ်ပြဲတဲ့နှင့်ကြံရိတ်ခဲ့လေ၏အလုသမားများထမင်းပွဲတွင်ပျော်တဲ့ရှင်တဲ့နောက်တက်ပြောင်းတတ်သောစီးရဲကြီးသည်စကားလည်းများ၏အစားလည်းနှိမ့်တတ်လေ၏မိမဆက်ရမည်ဆိုလျင်မြင်သမျှလူကိုမြင်သမျှမိန်းကလေးနှင့်မလွတ်တမ်းဆက်တတ်သည်တကားတရံကလားဓမ္မဂေါရင်းကြီးကလမပင်မနေရပြီဟေးရန်ကမဒီကောင်လေးကိုကြိုက်မလားဒီကောင်လေးကတထေးပဲအနီးမှဖြစ်သွားသောဂေါရင်းကြီးကလမကလေးကိုလည်းလှမ်းလောက်တတ်၏ကလမကလေးသည်လည်းသူ့ဖေဆိုင်ထမ်းနေသည်ကိုထမင်းလာပို့ခြင်းဖြစ်သည်ကလမကလေးသည်ရှက်ကုတ်ရှက်ကန်းနှင့်ပြုံးရည်နေ၏ဟာအဟုတ်ပြောတာသူ့ကိုယူမလားစီးကြီးကဆက်ရည်ဆိုးနေပြန်သည်ဒုက္ခကျွန်တော်ကကြားဝင်ရသည်တော်စမ်းပါဗျာခမရတော်တော်ဆိုးတယ်အားနာစရာကြီးဗျာသူရှက်သွားမှာပေါ့ထိုကစီးကြီးသည်အားရပါရရေပါတော့၏သူနှင့်နေရသည်မှာတဒုက္ခပါကလားဟုကျွန်တော်ထင်ခဲ့၏သို့သောကျွန်တော်သည်တဖြည်းဖြည်းနှင့်သူ့ကိုခင်လာခဲ့မိသည်သူသည်အရက်တောက်တတ်သည်ဆိုပေမဲ့ဆေရင်မှာအင်မတန်ကောင်း၍ပျော်တတ်ရှင်တတ်သူဖြစ်သည်အလုတ်တွင်လည်းကျွမ်းကျင်ရည်တော်သူဖြစ်လေသည်မျက်စိတမိတ်လောက်ရှိတဲ့လူဘွားကိုတိတ်ပြီးဟိတ်ကြီးဟန်ကြီးတွေလုံမနေခြင်းသမ်းပါဘူးကွာပျော်ပျော်ပါပါပဲပေါ့မိန်းကလေးတွေကိုလည်းပိုးတတ်တယ်ဆိုပေမဲ့ငါမိန်းမကလွဲပြီးတခြားဘယ်မိန်းကလေးကိုမှကိုထိလိုက်အောင်မလုပ်ခဲ့ပါဘူးကွာခင်မင်ပြီးနောက်တာပြောင်းတာပါပဲသူကတကားတရံစကားကောင်းပြောတတ်သည်တော်စမ်းပါဗျာခမရကလှုပ်တော့ရောဘသူကခံပါတယ်လေဗျတီးထဲလိုက်လို့တကြီးရင်ရောက်တော့မှာပေါ့ချစ်ဦးသူသည်ကျွန်တော်နာမည်ကိုညီးတွားသလိုရေရွတ်လိုက်သည်မင်းမိမအကြောင်းကိုမသိသေးပါဘူးငါလူရမင်းငယ်ပါသေးတယ်နှုတ်ခမရကရောသိလို့လားဟင်းငါလည်းမသိသေးပါဘူးအနည်းတင်ရှိနေကြသောသူများနဲ့ကျွန်တော်ပါရောရည်ရည်လိုက်မိကြလေသည်သူနဲ့ပေါင်းမိလာမှကျွန်တော်သည်တစရီမောလာတတ်ပြီလည်းဖြစ်ပါသည်ဒီတော့ပင်ကျွန်တော်သည်သူ့ကိုအားလုံးထပ်ပို့၍ခင်ရသည်ဟုထင်သည်မိမတယောက်အကြောင်းကိုသိဖို့ဆိုတာမလွယ်ဘူးချစ်ဦးမလွယ်ဘူးဟာမိမဆိုတာအရေးလူပဲပြေးတဲ့လူတယောက်ရဲ့နောက်ကိုလည်းလိုက်ကျင်လိုက်တတ်တာပဲဟောသူ့နောက်ကိုလိုက်မိရင်လည်းပြေးကျင်ပြေးတတ်ကြပြန်တာပဲတင်းငုတ်လိုအေးဒီအေးဆက်နေတတ်တဲ့လူကိုလည်းလှုပ်ရှားလာအောင်စတတ်ကြတာပဲတိတ်လေလုံးရှုပ်လုံးတဲ့သူနဲ့တွေ့ရင်လည်းထွက်ပြေးတတ်ကြပြန်ရောသူတို့သဘောကျအောင်မင်းဘယ်လိုလုပ်မလဲနှုတ်ခမရရောမသိဘူးကျွန်တော်တို့ယဉ်မိကြပြန်၏အေးဗျာကျုပ်တစ်ခုလောက်ရင်းတော်အပြန်မှာမိမတယောက်ကကျုပ်ကိုအေးဟုတ်ပြီကဲလှုပ်စမ်းမအောင်ကျွန်တော်၏စကားမဆုံးငင်သူသည်ဖြတ်၍မေးလိုက်ပါသည်ဒီမိမကတော်တော်ချောတယ်မို့လား
သူကစိတ်ဝင်စားဟန်ဖြင့်နားဆွင့်နေသည်ဒါတော့မသိဘူးဗျတေးလိုက်ပါတော့ကောင်းလေးရမတေးနဲ့လေဗျကျုပ်ကသူ့မျက်နှာကိုမှမကြည့်လိုက်မိပဲနှုတ်နေစမ်းမအောင်ဒီမိမကမင်းကိုဘာပြောလို့လဲပန်းဟူပေးစမ်းမှာတဲ့ဒီတော့မင်းကခူးပေးလိုက်ရတာပေါ့ဗျဒါပဲလားဆိုပါတော့ဗျသူကဘာဖြစ်လို့အလူမှာသူများတွေနဲ့ရောမနေပဲဒီမှာတယောက်တည်းထိုင်နေရတာလေတဲ့ဒီတော့မင်းကမသိဘူးလို့ပြောလိုက်တာပေါ့ကောင်းကွာစေးကြီးသည်အဘတရရည်တော့ဤတို့ကြောင့်ကျွန်တော်သည်သူနားတင်ဆက်မနေဝင်းတော့ပဲထလာခဲ့ရလေသည်မောင်ချီဦးမင်းလူပေါင်းမမယ်နော်ဒီတန်းအောင်နဲ့သာကြာတွဲနေမိန်စိတ်တက်တွေကြာဆင်းကုန်လိမ့်မယ်ကျွန်တော်သည်စေးကန်းကိုဖျက်ကျော်လိုက်သောအခါမန်နေဂျာကြီးဦးစိုးမောင်သည်ကျွန်တော်တို့၏စကားများကိုတစုံတစကြားသွားမိဟန်နှင့်မျက်မှန်ထူထူကြီးတဲမှမျက်စိကြီးကိုဝေးပြောလိုက်လေသည်တော်ပြီဒီလူကြီးနဲ့နောက်မပေါင်းတော့ဘူးငါကလည်းဘာကြောင့်များရင်းတော်ကမိမကြောင့်ပြန်ပြောမိပါလေကျွန်တော်သည်ယခုကဲ့သို့ပြန်၍တွေးနေမိပါတော့သည်တို့ဖြင့်ကျွန်တော်သည်အိယာဘော်သို့ပြစ်လဲလိုက်မိပါတော့သည်ခဏအကြာတွင်အိပ်ပျော်သွားပါသည်နောက်ကျွန်တော်အိယာနိုးလာသောအခါနေသည်ဝင်းလူပင်ဖြစ်ပါသည်တိုက်ပြီးတစ်ချက်ရှိဆန်သက်လူသမားများ၏အော်ဟစ်ဆူညံတံများကတကြိမ်ကြိမ်မြည်လဲပတ်နေ၏ဆက်တန်ကိုပင်လွှမ်းလီတော့မရအောင်ရှိနေပါသည်တိုက်ကောင်းရင်ဘက်စပားကိုတော်ကြီးအနေရှိရေကန်တွင်ကလေးငယ်တသား၏ရေခတ်တံများဆူညံလျက်ရှိသည်ယနေ့ကျွန်တော်၏စိတ်များသည်ခါတိုင်းနှင့်မတူဘဲလေးလံထိုင်မှန်လျက်ရှိလေသည်တိုက်နှင့်မျက်စောင်းတို့တွင်လက်ပံမင်းကြီးရှိသည်လက်ပံမင်းသည်အပွင့်နီနီတို့ကိုတဖြုတ်ဖြုတ်နှင့်ချွေနေပါသည်စပားကိုတော်တိုက်ကြားရှိတမာပင်သည်လည်းရွက်နုစိမ်းများအပွင့်များဖြင့်ဝီစာနေပါပြီကိုကိုပင်ပန်းအောင်ကလေးများကလည်းလေယွန်းနှင့်ယောဂဗရင်းပေါင်များကတိုက်ထဲသို့ဝင်လာကြပါတော့သည်ယခုဆိုလျှင်ရင်းတော်မှာလည်းတမာတို့သည်ပွင့်ကြပြီတော့မည်ဤတမာများပွင့်ခြင်းနှွေ၏တနေ့ဝဲကျွန်တော်၏အမေသည်တည်ဆုံးခဲ့ရပါလေသည်ယခုဆိုလျှင်အမေဆုံးခဲ့ရသည်မှာရှင်းနေရှိလေပြီကျွန်တော်သည်ယနေ့နေခင်းမှအိပ်ပျော်သွားမိပြီးအိယာမအထတွင်ထူးထူးခြားခြားအမေနှင့်ရင်းတော်ကိုလွမ်းလာမိလေသည်ဒီမှာကိုချီဦးစာပြုတ်စာထိုစဉ်ပေါင်ချိန်စည်းကလေးကိုတာဦးသည်ကျွန်တော်ထံသို့စာတစ်စောင်လာပို့ပါသည်ထိုစာသည်မန္တလေးရှိကိုကိုဓမ္မစာဖြစ်ပါသည်စာကအောက်ပါအတိုင်းရေးသားထားသည်ညီလေးခုတကြံရက်မှာညီလေးပြန်လာခဲ့ပါကိုကိုလည်းမန္တလေးကပြန်ခဲ့မယ်ကိုကိုနဲ့ညီလေးပုတ်ပါကိုသွားလဲမယ်ဆက်ဆက်ပြန်ခဲ့ပါကိုကိုစောင့်နေမယ်ရှင်လန်းပါစီမောင်မောင်တင်းတို့ဖြင့်ကျွန်တော်သည်ရင်းတော်သို့ပြန်လာခဲ့ရသည်ဒီအခါကျွန်တော်ကိုယ်တိုင်ပင်ပြန်ခြင်းနေခိုက်နှင့်ကိုကိုထံမှစားအုပ်လာခြင်းတို့သည်တိုက်ဆိုင်သွားပါတော့သည်သို့သောကျွန်တော်ရင်းတော်သို့ရောက်သောအခါကိုကိုသည်မန္တလေးမှရောက်မလာသေးပေကိုကိုသည်ကျွန်တော်ယခုကဲ့သို့စောစောရောက်လာမည်ဟုမထင်သောကြောင့်ပင်မလာသေးဟန်ရှိပါသည်တို့ကြောင့်ပင်ကိုကို၏အမေသည်ယခုကဲ့သို့ကျွန်တော်အားရန်အောင်သို့လွတ်၍ပစ္စည်းပို့ခိုင်းလိုက်ခြင်းဖြစ်ပါသည်ကိုကို၏အမေသည်ယခုတော့လဲကျွန်တော်ကိုခင်မင်လာခဲ့ပါပြီစိတ်ချယုံကြည်လာခဲ့ပါပြီတို့ကြောင့်သာလျှင်ဤရန်အောင်သို့တခြားလူများကိုမလွတ်ဘဲကျွန်တော်ကိုရွေးလွတ်ခဲ့ခြင်းဖြစ်ပါသည်ယခုဆိုလျှင်အရက်ထဲမှလူများသည်ကျွန်တော်အားအရင်ကဲ့သို့မဟုတ်တော့ဘဲလိမ်မာလာပြီဟုဆိုကာဝိုင်းရီလက်ခုပ်တီးဩဘာပေးလာကြပြန်ပါပြီဤဩဘာပေးလာကြသူများတဲ့တွင်တကြီးသည်အကဲဆုံးပင်ဖြစ်ပါသည်အမှန်တော့ကျွန်တော်စိတ်ကိုကျွန်တော်သာအတိဆုံးဖြစ်ပါသည်ကျွန်တော်စိတ်များသည်အရင်ကလည်းဒီလိုပင်ယခုလည်းဒီတိုင်းပင်ဖြစ်ပါသည်သို့တော်လည်းရွှေပင်ကိုနားမိလိုက်သောအခါကျွန်တော်သည်ရွှေကြီးဖြစ်လာရပါသည်ဤနေရာတွင်ကျွန်တော်သည်ရွှေအောင်များဟန်နေခြင်းကိုခံနေရတော့လဲပင်ကိုမှရွှေဖြင့်ပြီးတော့ကြီးမဟုတ်ပေဒါကိုကျွန်တော်သိသေးသလိုသူတို့လည်းသိတန်ကောင်းပါသည်ကျွန်တော်ဟာအတက်နိုင်ဆုံးအပြုံးနဲ့ဖော်ရည်စွာခေါ်ပြောဆိုလျက်ရှိနေသောတကြီးမျက်နာကိုကြည့်ကာတခါကနွားတကောင်ကဲ့သို့ကျွန်တော်အားရိုက်ခဲ့သည်ကိုပြန်၍သတိရလာမိသည်သူသည်လည်းကျွန်တော်ကဲ့သို့သတိရကောင်းရနိုင်ပြီထင်သည်တို့ပါလျက်နှင့်သူ့မျက်နာသည်ဘာကြောင့်များလောက်ကျန်သောအပြုံးများကိုပြုံးနေပါလေဒီတော့ကျွန်တော်တခုစဉ်းစားမိသည်သူတို့သည်ဘာတစ်ခုမှပင်ကိုသို့မဟုတ်ကိုယ်ပိုင်ယုံကြည်မှုမရှိကြတော့ဘူးလားကိုယ်ပိုင်ခံခန့်မှုများမရှိကြတော့ဘူးလားအမုန်းကိုလည်းလောက်ရည်ယူရသည်အချစ်ဆိုတာကိုလည်းထိုနည်း၎င်းတွေကပါလားတောင်လေတိုက်လျင်မြောက်ကိုရမ်း၍မြောက်လေတိုက်လျင်လည်းတောင်ကိုရမ်းရန်အသင့်ပါပင်ဤအခါဤလိုလူဒန်းစားများအတွက်စိတ်ချယုံကြည်နိုင်ကြများသည်ရှိကောင်းပါမည်လားမောင်ချစ်ညစာထမင်းများစားပြီးသောအခါကိုကို၏အမေသည်ကျွန်တော်အားလက်တူခေါ်လိုက်ပါသည်လာလာမင်းကိုအကြီးခိုင်းစရာကလေးရှိလို့မင်းကိုကလည်း2ရက်လောက်မှရောက်လာမှာမို့လားဒီတော့မင်းမနဲ့စောစောကိုရန်အောင်သွားဟောဒီပစ္စည်းကိုပေးလိုက်ဟုတ်ကဲ့ဒါပဲလားအေးဒါပါပဲအကြီးဝင်းကတခြားလူတွေကိုမခိုင်းညင်လို့ပါမင်းမနဲ့စောစောမြင်းယူသွားညနေတော့ပြန်ရောက်ပါတယ်ဟုတ်ကဲ့ရောက်ပါတယ်
သူ့ခန်းထဲသို့ကျွန်တော်အားခေါ်၍ပစ္စည်းတုပ်ကလေးကိုပေးခဲ့ပါ၏ဤပစ္စည်းသည်ရနောင်ရှိသူ့မောင်ဝမ်းခွဲဦးမြတ်မောင်ထံသို့ပို့ရန်ဖြစ်ပါသည်အထဲမှာဘာရှိမိကုန်မူသူကလည်းမပြောကျွန်တော်ကလည်းမမေးမိပါတို့ကြောင့်ပို့ရမည့်ပစ္စည်းသည်ဘာဟုကျွန်တော်မသိပါရော့ဒါကငါသားအတွက်အကြီးကလက်ဆောင်ပေးတာဟင်အယောင်များတစ်ဖိတ်ဖိတ်တောက်လျက်ရှိသည့်စိန်လက်ဆွတ်တဝင်းကိုကျွန်တော်အားလှမ်းပေးလိုက်ပြန်သည်ထိုအခါကျွန်တော်ဒီရုပ်ချင်းပင်မယူဝင့်မဲ့အံ့ဩနေမိသည်ယူပါဒီလက်ဆွတ်ကအကြီးငယ်ငယ်ကဝတ်တာပါတာရဲ့ဒါကြောင့်လူကလေးကိုအကြီးကအမှတ်တရပေးတာပါခုဆိုရင်လူကလေးကလိမ္မာလာပြီမို့လားယူအမေပေးတာကိုယူသူကဇွတ်တင်းကြီးပေးနေပြန်သည့်အတွက်ကျွန်တော်မှလည်းမငင်းဝင်းတော့ပဲယူလိုက်ရသည်သို့တော်လည်းကျွန်တော်သည်ထိုအည်သေးကောင်းလုံးကတဖိတ်ဖိတ်လက်နေသောစိန်လက်စွပ်ကိုတိတိကျကျပင်မကြည့်မိပဲတစ်တာတဲ့ကိုသာပြစ်ထည့်ထားလိုက်ရပါသည်ကျွန်တော်သည်လက်စွပ်ကိုလုံးဝမမောခြင်းမရှိပါပေကျွန်တော်အတွက်ဤပစ္စည်းများသည်မြည်သို့မှတုံးမဖြစ်ပေတို့ဖြင့်ကျွန်တော်သည်နောက်နေ့စောစောတွင်ရင်းတော်မှရနောင်မြို့သို့ထွက်လာခဲ့ရခြင်းဖြင့်ယခုဒဏ်ရာများကိုရခဲ့ရခြင်းဖြစ်ပါသည်နေကောင်းတယ်နော်ကိုချူအားကောင်းပါတယ်ဗျာဘာလဲဒီအားဆွဲတဲ့စကားလုံးကမသိဘူးဗျကျွန်တော်တို့နှစ်ယောက်ဒီမရည်ရွယ်ပဲနဲ့ရည်ပြောမိသွားကြပါတော့သည်ခုတစ်ခေါက်မတ်တက်လဲကျွန်တော်တန်သူရောက်လာခဲ့ခြင်းသည်အရင်တစ်ခေါက်ထပ်ပို၍လမ်းဆန်းပါသည်ဤကသူ၏မျက်နာကလေးသည်မနှက်စောစောပွင့်တက်လေးသည်ပန်းစပယ်ပွင့်ကလေးကဲ့သို့မြန်းသူ၏ဘဝင်ကိုအားတက်သည်ရောရှိစေနိုင်သည်ကျုပ်တက်တာပါပြီမကြခင်ဆင်းရတော့မှာပါဒါပါဖြစ်တဲ့ဆင်းတော့လဲဆင်းပေါ့ဘာလဲကျမလာတာမကြိုက်ပြန်ဘူးလားအားကြိုက်ပါတယ်မပြောဝင့်ဝင့်နဲ့ပြောရမည်စကားကိုသူသည်ကြိုးရည်တိနေသောအခါကျွန်တော်သည်ထိတ်လန့်တကြားနဲ့လိန်လိုက်ရလေတော့သည်လိန်တော့မလိန်နဲ့နော်ကြိုက်ပါတယ်ဗျတကယ်ပါတော်စမ်းပါဩဟုတ်တာပြောတော့လည်းမယုံဒီတော့မတ်တက်လဲသည်မသိသူတို့နဲ့ဂရင်မဲရှိဗီယိုကိုရှင်းပေးရင်ပစ္စည်းများကိုနေရာတကျထားနေပါသည်ဟင်မောင်နေလည်းမစားဘူးလားဖုံဖျားကြီးရဲ့အဲ့ဒီမုံကမစားပေမဲ့ဝနေတဲ့မုံနေပဲတကမကြီးကျွန်တော်တို့နှစ်ယောက်သည်ရင်းမိသွားပြန်လေသည်ကျွန်တော်သည်ဝေးသောခီးကိုဖြတ်ကာသူ့ကိုပင်ပန်းမိဆို၍မလာစီတော့လဲသူ့ကိုယခုလိုပင်ထားပသိငေးမြော်ကြည့်နေခြင်းစမ်းပါသည်သူသည်ကျွန်တော်ဟာယခုကဲ့သို့တရင်တနည်းနှင့်ခင်မင်လာသောအခါကျွန်တော်မှလည်းသူ့တဲ့အစာပေါင်းများစွာပို၍ရင်းနှီးမိလာရသည်စင်စစ်တော့ကျွန်တော်သည်သူ့ကိုမန်းချောင်းရုံးမှတွေ့ခဲ့ရပြီးကတည်းကချစ်ခဲ့မိသူဖြစ်ပါသည်သူကတော့သူတို့အသက်စည်းစိမ်များကိုခုခံကာကွယ်ပေးခဲ့လေသောသူရဲကောင်းကြီးတစ်ယောက်အနေနဲ့တာဝန်ရှိရတာလျင်ယခုလိုလာရောက်ပြုစုရခြင်းဖြစ်ခြင်းလည်းဖြစ်ပေလိမ့်မည်ကျွန်တော်သည်ဂရင်ပေါ်မှတစောင်းလဲကသူလုံနေသမျှကိုငေးဆိုင်ကြည့်နေမိသည်ကြည်ရင်ကျင်ရဲလဲစိတ်แท้ဝယ်တစ်ခုကိုတွေးလိုက်မိသည်ဟောဒီမိမနဲ့မြည်တွေမြစ်တွေရသည်ထိပေါင်းတင်သွားနာလျင်ဤလောကတွင်ဘာမဆိုးငါရင်ဆိုင်ရန်အသင့်မာတကားဟူ၍ပင်သည်မနက်ကဘာဟင်းနဲ့ထမင်းစားလဲရင်မြည်တွေနဲ့ဘာဟိုမတ်တက်လဲကျုပ်ကိုဗာမေးတာလဲရင်သူဗာမေးသည်မသိပဲကျွန်တော်သည်စိတ်แท้ရှိနေသည်တို့ကိုလွတ်ကနေပြောမိလိုက်လေသည်မြည်တွေကဘာတော့သူသည်ကျွန်တော်၏မေးခွန်းကိုပြန်မဖြေသေးပဲကျွန်တော်၏လွတ်ကနေထွက်သွားသောစကားများကိုသာလျှင်ရည်ရင်ပြန်၏မေးခွန်းထုတ်လာပါတော့သည်မတ်တက်လဲသည်ချောပါသည်ရင်ပါသည်လှပါသည်ရင်းသူသောမိန်းကလေးတယောက်သည်မြည်တို့ပင်ကြည်ရအားမရနိုင်စရာပါတကားမမြင်ဘူးလို့ဒီလောက်ကြည်နေရတာလားမေးတာတော့မဖြေဘူးမြည်တွေကဘာတော့သားသမီးတွေကမွေးကြတာပေါ့ဘယ်မှာတော့အဲ့ဒီသားသမီးတွေကနောက်တော့မွေးမှာပေါ့။အိုးဘာတွေမှလည်းမသိဘူးရှုပ်နေရပဲ။ဘယ်ကရှုပ်ရမှာလဲ။ကျုပ်သားကမွေးရင်ကျုပ်မြည်ပေါ့။ဘယ်မှာတော့သားကပိန်းစလုံးမှာလား။ဘယ်ရှိအောင်မှာလဲကျုပ်မိန်းမမှမရသေးဟာပဲ။တကယ်ပါတော့ဝေးမဝေး။ဘာဝေးရတာလဲဗျ။မိန်းမမရှိဘဲနဲ့မြည်တို့သားတို့လှမ်းနေလို့ပေါ့။မသိဘူးလေဗျာ။ကိုလိုချင်တာတွေကိုတွေးရတာပဲ။မြည်ကိုသာနှုတ်ကလွတ်ကနေထွက်သွားလို့ပါဗျာ။မတ်တက်လေသည်ကျွန်တော်ကိုအတော်ပင်ရွှင်ရွှင်နံသူအထင်နဲ့ကြည်နေသည်မတ်တက်လေအင်းပြောသူသည်ဗီဒီယိုထဲမှာမုန်းတစ်တာဝုံများစီနေရင်လှည့်မကြည့်ပဲဆိုလိုက်ပါသည်ဘိန်းစလုတ်ကစေးကြီးတယောက်ဟာတိတ်ရည်စရာပြောတယ်ဗျသူကကျုပ်ကိုဟာတရင်နဲ့ဘာဖြစ်နေရလဲမသိဘူးလေပြောတဲ့လူကပြောလို့အင်းလိုက်နေရတာဗျာသူအင်းလိုက်နေသည်မှာအရင်မကြည့်သူမျက်နှာအခြားသို့လှည့်ထားသည့်အတွက်ကျွန်တော်စကားပြောလို့မရပဲရှိနေရသည်တို့ဖြင့်ကျွန်တော်မှာအားမရစရာကောင်းနေပါသည်တို့ကြောင့်ပင်ကျွန်တော်သည်မတ်တက်လေ၏လက်တစ်ဖက်ကိုလှမ်းဆွဲကာကျွန်တော်ဘက်သို့လှည့်စီရပါသည်ကျွန်တော်သည်စိတ်မြန်လက်မြန်တခါတည်းရန်ဖြစ်တတ်သည်တို့ဖြင့်မတ်တက်လေအပေါ်အားနာစရာကောင်းမှမသိလိုက်ပေတော်ပါသေးသည်ကျွန်တော်၏အပြုမူများကိုကန့်ကွက်ခြင်းမရှိဘဲမသိကြိုးကြုံပြုနေသည်ကဲဆိုစမ်းမအောင်စီးကြီးကဘာလို့ဘယ်လိုပြောသလဲ
မတ်တက်လေကမေးပါသည်ဒဇက်ထဲမှာပင်ဆက်၍ပြောပါသည်မင်းမိမမရှိပဲကလေးတွေမြည်တွေရနေတာအစမ်းမဲ့ဟေးလည်းမပြောဘူးလားမတ်တက်လေကရဲတင်းပွင့်လဲစာဖြင့်ကျွန်တော်ကိုတယော်တလူပြောလိုက်တော့ကကျွန်တော်၏ရင်ဝဲမတ်တက်လေကိုနှစ်ချခြင်းဖြစ်မိသည်စောက်တီယာမရနိုင်လောက်အောင်ပြင်းပြစွာနှစ်သက်မိခြင်းဖြင့်မတ်တက်လေ၏လက်ကိုပါးပြင်းနဲ့ကတ်ထားလိုက်မိသည်နှကန်းသားများနှင့်တိတ်ကတ်ထားလိုက်မိပါသည်ဒီဒီချိန်နှင့်ဆိုလျင်ကျွန်တော်သူ့လက်ကိုဆွဲမိသည်မှာနှစ်ကြိမ်ရှိပါပြီထိုစဉ်ပင်ဆရာဝန်ဦးမြဘူးဝင်လာသဖြင့်ကျွန်တော်သည်သူ့လက်ကိုလွတ်လိုက်ရလေသည်ဟယ်လိုမတ်တက်လေပါလားဟုတ်ပါတယ်ဒေါက်တာဒီကောင်နေကောင်းပါပြီဟုတ်ကဲ့ဝမ်းသာပါတယ်ဒေါက်တာကောင်းပါပြီနောက်3-4ရက်လောက်ဆိုဆင်းရတော့မှာပါကျွန်တော်၏စိတ်ထဲတွင်အရေးကောင်းဒိန်းနှောင်းလာဖြစ်သောဆရာဝန်အားကြိမ်ဆဲနေမိပါတော့သည်ထိုနေ့ကမတ်တက်လေသည်စောစောပင်ပြန်သွားပါသည်သူသည်ယခုကဲ့သို့ကျွန်တော်၏ဒဏ်ရာများပျောက်ကင်းတော့မည်မှုအလုံးဝမ်းသာနေပုံရသည်ပြန်တော့မည်ဆိုပြန်တော့လဲအမေသည်တားအားစိတ်မချနိုင်သလိုတတွတ်တွတ်နှင့်မှားခဲ့သည်မှလည်းစုံနေတော့သည်သူယခုလိုကျွန်တော်၏မျက်စိရှိမှပျောက်ကွယ်သွားသည်နှင့်တပြိုင်တည်းကျွန်တော်သည်မျက်စိများကိုဇုံမိတ်ပြလိုက်မိသည်ဝိညာဉ်တို့မှမူသူနှင့်တူရန်အောင်သို့လိုက်သွားလေသည်ထင်ပါ၏ဒီတကားတော့ကျွန်တော်သည်သူ့ကိုဖွင့်ပြောတော့မည်ဟုတ်သည်ကျွန်တော်သည်ဤမိန်းမသားကိုချစ်မိလေပြီဤမိန်းမသည်ကျွန်တော်၏နှလုံးတကားများကိုတွန်းထိုးချိုးဖောက်၍ကျွန်တော်၏ဘဝလောကထဲသို့ဝင်ရောက်ခဲ့သူပင်သည်အိပ်ပျော်နေသည့်ခဏပင်ဤမိန်းမသည်ကျွန်တော်၏အိမ်မက်များထဲဝယ်ရောက်နေပြီဖြစ်သည်ဤမိန်းမသည်ကျွန်တော်လုံးဝမျှော်လင့်မထားခဲ့မိပဲဖြင့်ကျွန်တော်၏ဘဝလောကထဲသို့ရောက်လာခဲ့သူဖြစ်သည်မျိုးသေးရှိပါလျက်နှင့်ရေများခန်းချောင်နေရသောကျွန်တော်၏နှလုံးသားကန်ထဲသို့မိုးရေပေါင်များအဖြစ်ဖြင့်ရောက်ရှိလာခဲ့သူလည်းဖြစ်တင်ရသည်ထို့ကြောင့်ပင်ယခုအခါကျွန်တော်၏ရင်ဝယ်မြစ်တာကြပင်တို့သည်နိုးကြခဲ့လေပြီဟုထင်ပါသည်တို့ပေမဲ့သူတို့သည်တထေးမျိုးဖြစ်လေသည်တထေးနှင့်ဆင်းရဲသားဆိုသည်မှာယူကောင်းမည်မဟုတ်ပါဤအရာများကိုတွေးလိုက်မိသောခဏဝဲကျွန်တော်၏ရင်များသည်လေးလံသွားရပြန်သည်ဒီမိမကိုရရှိဖို့ကိုတော့ကျွန်တော်သည်ကြိုးစားရမည်ကျွန်တော်သည်ယောက်ျားတို့မဟုတ်ပါလောဒီတော့အရာအလုံးကိုယောက်ျားကဲ့သို့တွေးရမည်တတိရှိရမည်ရင်ဆိုင်ဝင်ရမည်ဖြတ်ကျော်နိုင်ရမည်ဒီမိမသားသည်ကျွန်တော်အတွက်အားပင်မဟုတ်ပါလောနောက်ဆုံးမြည်တို့ပင်ရှိရှိဤမိမမျိုးကိုမှကျွန်တော်အရာယူရပေမည်ဤမိမသည်ကျွန်တော်လောကဤမိမသည်ကျွန်တော်ဘဝကျွန်တော်နှလုံးသားပင်မဟုတ်ပါလောသို့ကြောင့်သူ့ကိုကျွန်တော်သည်အရာယူရပေမည်ဟေ့ချစ်ဦးခမဘလို့လဲကွာကျွန်တော်သည်ထွေရလေးပါးများကိုစိတ်ကူးနေမိစဉ်ဆရာဝန်ကြီးရောက်လာပြန်သည်ဟေ့ကောင်မင်းအဲ့ဒီလိုမှောက်မှောက်မနေနဲ့လေကွာဟုတ်ကဲ့ကြုံမေ့သွားလို့ပါကျွန်တော်သည်မတ်တက်လေပြန်သွားတိုင်းစောက်တီယာမရနိုင်သလိုမျက်နာကိုမှောက်မှောက်ပြစ်မိပါသည်ယခုတော့ဆရာဝန်ကြီးနှင့်တိုးနေ၍တခိုးလူမိသလိုရှိပါတော့၏မတ်တက်လေရောပြန်သွားပြီလားကွာဟုတ်ကဲ့ပြန်သွားပါပြီသူ့ဘောက်ကမင်းအကိုတော်မောင်မောင်တင်းနဲ့ဆိတ်ဆက်ထားတာဗျာကျွန်တော်နှလုံးသားများသည်1000သောစัจ java လာသို့လွင့်စင်သွားကြသောသည့်အလားကျွန်တော်ရင်ဝဲဟင်းလင်းပွင့်၍ကြံရိတ်ခဲ့ပါတော့သည်ဒီတော့မှကျွန်တော်ရင်မှတန်ရာတို့သည်နာကျင်ကြိုက်ခဲလာကြပါတော့သည်သူကလည်းပေါ့ပေါ့မဟုတ်ဘူးမောင်ကြီးပြီးအောင်ပြီးသားမင်းကလေးတယောက်ဗျကျွန်တော်သည်ဆရာဝန်ကြီးနောက်တဲ့စကားများကိုလုံးဝမကြားမိတော့ပါအော်ကိုတွက်ကိန်းနဲ့ကိုတော့ဖြင့်တေချာလို့ပါတကားငွေမရှိလို့သူမိဘများကသဘောမတူရင်အတင်းခိုးယူတော်မူအသွင်ရှိခဲ့သည်ကဲခုတော့မြည်တို့ရှိသာမြည်တို့ပင်ရှိသည်ခုကဲ့သို့စောစောသိခဲ့ရခြင်းကပင်ကျွန်တော်သည်ဒေါက်တာကိုကျေးဇူးတင်ရပါအောင်မည်ခုစစ်ဖြစ်လာကနီးလို့သူတို့ကိုရနောင်ကိုလှမ်းချေကိုလှုပ်ထားလိုက်ကြတော့ပေမဲ့နေရတာကရမဲသိမ်းမဲ့တနေ့ငါနဲ့သူ့အမေနဲ့ရမဲသိမ်းမှာတွေ့ကြလို့ဒီသတင်းကိုပြောခဲ့တာပဲကွာအသက်ချင်းတော့ကွာတယ်ကွာဒါပေမဲ့မိမပကတ်တွင်ယောက်ျားပစင်းလို့ဆိုတယ်မလားမတ်တက်လက်ထမောင်မောင်တင်းက10နှစ်လောက်တော့ကြီးမြင်ပေါ့ကွာကျွန်တော်ဒီဆရာဝန်များဘူးကြီးရှာရှိဆက်စုခြင်းများကိုဒီကအမုန်းဆုံးဟုပင်ထင်ပါသည်သို့တော်လည်းကျွန်တော်ဒီသူ့ကိုတာရှည်မမုန်းနိုင်တော့ပါအဘဲကြောင့်ဆိုလျင်ကျွန်တော်၏ဝိညာဉ်အာရုံများသည်ဆရာဝန်၏အနီးကျွန်တော်၏ကူမခွာ၍တပားသို့လွင့်သွားကြပြီမို့ပင်သည်ကိုနှင့်ဆိုလျင်သူတို့သည်နင်းနှင့်လားရွှေနှင့်မြပင်မဟုတ်ပါလောသူ့ကိုချစ်မိခဲ့သလိုကိုလည်းကျွန်တော်သည်ချစ်ခဲ့သည်ပင်မဟုတ်ပါလောထို့ကြောင့်ကျွန်တော်၏ချစ်ခဲ့ရသူတို့ဦးအတွက်ကျွန်တော်သည်ဘေးသူဖဲ့၍နေရာပေးရခြင်းသည်အတိတ်ပဲရှိပါလိမ့်မည်အမေပြောခဲ့ဘူးသလိုနွားနိုအိုးကွဲ၍ရွှေစည်းကုံလှူခဲ့သည်ဆိုသည့်သဘောမျိုးတော့မဟုတ်ပါတကယ်တော့မတ်တက်လဲသည်နွားနိုအိုးမဟုတ်ပါကျွန်တော်အမေ၏ရင်သားအစုံသားလျင်ဖြစ်ကောင်းဖြစ်ပါမည်သူသည်ကျွန်တော်၏ဒုတိယအမေပါဤမိကိုဆုံးရှုံးလိုက်ရပြီဆိုလျင်နှုတ်ဆိုရကျွန်တော်ဘဝတို့သည်မိတို့ရှိမည်နီသို့တော်လဲကိုအတွက်ဆိုလျင်ကျွန်တော်သည်
အားလုံးကိုစွန့်လွတ်ရမည်ပင်ဤစွန့်လွတ်ရခြင်းကိုကျွန်တော်သည်လက်ခံရန်အသင့်ဆောင်ရပေမည်မဟုတ်ပါလောညီတော်လက္ခဏာသည်နောင်တော်ရာမမင်းအတွက်လေးတော်ကိုတင်ယုံတွင်တင်၍မချခဲ့ပဲထားခဲ့ပါသည်တီတာခင်ယူပါယုံသည်မြင်ယုံဖြင့်မူးမေလဲသွားနိုင်တော့လဲနောင်တော်အတွက်လက္ခဏာသည်အမေအမအသွင်သို့ပြောင်းရွှေ့မြင်လေသည်ယခုကျွန်တော်မှလည်းမတ်သက်လေအားအမကြီးအသွင်သို့ပြောင်းမြင်ုံပင်ရှိပါတော့မည်ထို့ကြောင့်ယနေ့ကစရင်မတ်သက်လေအားအမကြီးကဲ့သို့ချစ်ရပြီတော့မည်ကျွန်တော်ခုလိုစေယုံတိုက်နေကြရသည့်အတွက်ပုတ်ပါသူမလဲဖြစ်တော့ပါထို့ကြောင့်ကျွန်တော်စေယုံမှဆင်းသောအခါကုကုအမေသည်ရန်ကုန်မြို့သို့သွားလည်ရန်စီစဉ်ပါသည်ဤလေပွဲသည်ကျွန်တော်တို့တက်တက်စီစဉ်ညင်းသာဖြစ်ပါသည်ဒီတော့ကျွန်တော်သည်ညင်းဆိုင်ရင်မရတော့ပါရန်ကုန်သို့သွားကြမည့်လူများသည်9ယောက်ဖြစ်ပါသည်ကုကုမေမေအယီဝင်းကုကုကျွန်တော်မတ်တက်လေဤမေမေတို့ဖြစ်ကြပါသည်မတ်တက်လေဤဖေဖေနှင့်ကုကုဤမေမေတို့မှာမောင်နှမတဝမ်းခွဲတော်ဆက်ကြပါသည်အေးစီစီပိတ်သက်လို့သူပြန်လို့ကမှမကြီးတော်တီတာခင်တို့နှင့်တွဲကာလဲပွဲကိုကျင်းပနေရပြန်သည်ကုကုဤမှန်ကားကြီးနောက်ခန်းထဲတွင်မိမ3ယောက်ထိုင်၍ရေကမ်းမှမူကုကုနှင့်ကျွန်တော်ဖြစ်ပါသည်လူများနေ၍ဒရိုင်ဘာကိုမခေါ်ခဲ့ပဲမန္တလေးမှာထားခဲ့ပါသည်ကားကိုကုကုနှင့်ကျွန်တော်တလဲစီမောင်းခဲ့ကြပါသည်ပိန်းစလို့ဆန်ဆက်မှာတညဝင်အိတ်ခဲ့ကြရသည်နောက်နေ့တွင်ကျွန်တော်တို့သည်8မိုင်နီးရှိမင်းကြီးတူ၏အိမ်များသို့ရောက်ခဲ့ပါသည်ထိုရင်သည်ရန်ကုန်မြို့၏လူကုန်ထံများနေထိုင်ရာပြည်လန်း8မိုင်မြောက်ခင်ခရမိုင်ကြော်လေးမှရှိပါသည်ထိုရင်မှာပင်ကျွန်တော်တို့တဲခိုကြပါသည်ထိုရင်တွင်ကျွန်တော်တို့အရွယ်ရှိသားပြိုသမီးမျိုးများလည်းရှိပါသည်သူတို့သည်ကျွန်တော်တို့ကိုလှိုက်လဲစွာခင်မင်ကြပါသည်အညာတော်မျက်စိနှင့်ကြည့်မြင်ဆိုလျင်သူတို့၏ခင်မင်ဖော်ရခြင်းများသည်ယောက်ျားသောမိန်းမသောခွဲခြားမထားတော့ပဲရဲတင်းလွန်ကြပါသည်မိန်းကလေးများကလည်းကိုကိုနှင့်ကျွန်တော်အားရဲရဲဝဲဝဲဖော်ရတတ်ကြသလိုယောက်ျားကလေးများကလည်းမတ်သက်လေအားပုတ်ခက်ကစားတတ်သည့်အထိဖော်ရတတ်ကြပါသည်လူကြီးချင်းအင်မတန်ခင်မင်ခဲ့ကြသလိုလူငယ်များမှလည်းကျောင်းနေပတ်များဟုသိရပါသည်ဘာပဲဖြစ်ဖြစ်ကျွန်တော်၏အညာတော်မျက်စိမှာတော့ရှုပ်ချက်ခတ်စာပြုလာပါပြီဧည့်သည်မှုအောင်နေရတော့လဲအပြိုလူပြိုတို့၏ယခုကဲ့သို့ခင်မင်ကြပုံများကိုကျွန်တော်ဒီလုံးဝမနှက်သက်နိုင်ပြီမိန်းကလေးများကလည်းရဲလွန်းသည်သူတို့ရဲသည်မှာအရေးမကြီးတော့လဲယောက်ျားလေးများကမတ်တက်လေအားပုတ်ခတ်လာသောအခါကျွန်တော်ဒီထား၏ထိုးပြချင်တော့သည်ကိုကိုကြီးကိုကိုလက်ဆိုသူများသည်ကိုကိုနှင့်ရွယ်သူပင်ဖြစ်၍ကိုကိုကဲ့သို့ပင်အင်္ဂလန်မှာသွားကဒီဂရီယူခဲ့သူများဖြစ်ကြပါသည်မိမိလက်မိမိငယ်တို့မှမူကျွန်တော်တို့နှင့်ရွယ်သူဖြစ်၍မိမိကြီးသည်ရန်ကုန်မှဒီဂရီယူပြီးစာဖြစ်သည်သူသည်မတ်တက်လည်းနှင့်အတူတူဒီဂရီယူခဲ့သူပင်မိမိလက်နှင့်မိမိငယ်မှမူရန်ကုန်တက္ကသိုလ်တွင်ကျောင်းနေဆဲဖြစ်ပါသည်အထူးသဖြင့်မိမိငယ်သည်သူတို့မိန်းကလေးအားလုံးထက်ငယ်၍တည်ငြိမ်ပါသည်ရုပ်မှလည်းအထူးလှပါသည်သူ၏အလှသည်နှုတ်ပြိုခြင်းဖြင့်ရောဆက်ထားကအားလုံးလွှမ်းမိုးနေသည်ဟုဆိုရပါမည်ကိုကိုသိန်းကကြီးတယ်ဆိုပေမဲ့အကိုချစ်တဲ့ငယ်ပုံရတယ်လူစုမိလျင်သူတို့မိန်းကလေးများသည်ကျွန်တော်နှင့်ကိုကိုကိုယခုကဲ့သို့ဝေဖန်တတ်၏တခါတည်းညနေဘက်တွင်ခြံထဲရှိကစားကွင်းမှာဘက်မင်တန်ကစားကြပါသည်ကျွန်တော်ကတော့မကစားတတ်သူမှုဘေးထိုင်နေရပါသည်အကိုချစ်ကထွားကြိုင်းနေလို့ပါဟာဒါပေမဲ့ဘသူကြီးတဲ့ငယ်တဲ့ဆိုတာအသက်ပိုင်းခြားတွေကပြနေတာပဲမိမိငယ်သည်လူကြီးလေးကဲ့သို့ပင်သူ့အမများကိုပြန်ပြောလေးရှိပါသည်ထို့နောက်တော့ကျွန်တော်တို့လူငယ်များသည်ကားတစ်စီးဖြင့်မဆန့်လျင်နှစ်စီးဖြင့်ရန်ကုန်မြို့တစ်လျှောက်ရှောက်လေကြပါတော့သည်ကန္နာတစ်လျှောက်တင်ကြီးစင်းတစ်ထက်ရှိထိုစည်းကြီးအပေါ်တက်သို့ဓာတ်လီကားစီးတက်ရခြင်းဓာတ်အထားများလျှောက်စီးခြင်းဒလိဆန်ယုံကန်တော်ကြီးစုံနေပါသည်ကျွန်တော်သည်ရန်ကုန်မြို့ကြီးအားခုတစ်ခေါက်သည်ဦးဆုံးရောက်ဖူးခဲ့ခြင်းပင်အားလုံးမြင်တွေ့ရသမျှတို့သည်စမ်းလျက်ရှိပါသည်ကန်တော်ကြီးအလဲကျွန်းတွင်ကျွန်တော်တို့သည်ပေါင်မုံမပိကျော်ဘဲဥပြုတ်စိတ်ကလေးတာဟင်းကော်ဖီဘီးလက်ရည်ချိုချင်တကြားလုံးချောကလက်အစုံယူခဲ့ကြပါသည်မုံစုံများကိုကျွန်တော်တို့သည်မကုံနိုင်၍လွှင့်ပင်ပစ်ခဲ့ရသေးသည်ဒီအခါကျွန်တော်တို့သည်ရင်းတော်မှကာကာကလားဆိုင်မှမုံဝင်ခိုးခဲ့မိအရိုက်ခံခဲ့ရပုံများကိုပြန်၍တတိယလာမိပါသည်။အော်တစ်ဖက်အစွန်းနဲ့တစ်ဖက်အစွန်းတို့သည်ကွာခြားဝေးလံလွန်းလာပါတကား။ယနေ့ကျွန်တော်တို့ကစုံလာပြည့်နေမှုရွှေတကုံဖျားရင်မြင်တော်ပေါ်သို့တက်ခဲ့ကြပါသည်။ဖျားပေါ်တွင်လူများတို့မပေါအောင်စီကားလွန်ပါသည်။ကိုချင်းချင်းကွဲမသွားစေရန်အထူးသတိထားကြပါသည်။ဤထဲမှာပင်မတ်တက်လေသည်ကျွန်တော်တို့လူစုထဲမှကွဲပြောက်သွားပါတော့သည်။ထိုခဏတွင်ကျွန်တော်သည်လေးဤလျင်မြန်ခြင်းဖြင့်တိုးရင်မပေါက်နိုင်သောလူအုပ်ကြီးများအားဖြတ်ကျော်ခုံလွားကသူ့ကိုရှာမိသည်နောက်ကျောင်းကမူဘာမှပြန်ရည်တတိမထားမိတော့ပါဒီလိုနေရာမျိုးမှာသူတို့မို့လာခြင်းနဲ့ကွာကျွန်တော်၏စိတ်ထဲတွင်အများကြီးစိုးရင်လိုက်မိသည်
ဤအခါပွဲသို့လာခဲ့ကြသောလူကြီးများဝါအဖွားကြီးသုံးဦးအားဒေါသဖြစ်လိုက်မိပါတော့သည်မှန်ပါသည်ဤပွဲသို့အလာခြင်းသောသူများမှာကျွန်တော်တို့လူငယ်များမဟုတ်ပါသူတို့လူကြီးများလာခြင်းသောကြောင့်ကျွန်တော်တို့လိုက်ခဲ့ရခြင်းပဲဒါပင်ကိုတင်ကိုကြီးကိုလက်တို့သည်လိုက်မလာကြပဲဖျားချေရင်နှင့်ရက်ထားခဲ့သည့်ကားများပေါ်ဝဲထိုင်နေရစ်ခဲ့ကြပါသည်ကျွန်တော်မှသာမတ်တက်လေရှေ့ဆုံးကနေတက်သွားသောကြောင့်စိတ်မချရလိုက်လာခဲ့သူဖြစ်ပါသည်ဟောခုတော့ကျွန်တော်စိတ်ပူသည့်အတိုင်းပင်သူသည်ကျွန်တော်တို့လူအုပ်နှင့်꿰သွားလေပြီအချို့လူများသည်သူတို့ဟာအတင်းတုတ်ခွေဖြတ်ကျော်ရပါမည်လားဟုကျွန်တော်ဟာစိတ်ငောင်ငန်းကြပါသေးသည်သို့တော်လည်းကျွန်တော်သည်ဂယုမဆိုင်နိုင်ပါရှေ့ကိုသာလျင်စောနေမိပါသည်ကိုမဝစ်လာခဲ့သည့်မိခိုးရောင်တကလက်တိုက်ပုံအင်ကြီးမှာချွတ်ပြရလိုက်သည့်ဒီပင်မောအိုင်လာမိပါတော့သည်မတ်တက်လေကျွန်တော်သည်သူ့ကိုတွေ့လိုက်ရတော့မှပင်ပို၍ဒေါသဖြစ်ကမောသွားရသည်ထွက်နေမိသောဒေါသကိုသာအကောင်လွတ်ပေးလိုက်ရမည်ဆိုလျင်သူ့ကိုရောသူနှင့်စကားပြောနေသောလူကိုပါလက်သီးဖြင့်တအားဆွ၍ထိုးပစ်လိုက်မိပါမည်ခမည်းကတော့အေးအေးဆေးဆေးပဲနော်ပို၍ဒေါသထွက်စရာကောင်းသည်မှာသူသည်အခုချိန်ထိကျွန်တော်အားစကားတစ်ခုမှပြန်မပြောသေးပဲထိုလူနှင့်သာဆက်ရည်ပြောနေပါသည်ထိုလူကလည်းကျွန်တော်အားမထေမဲ့ဟန်ဖြင့်ဒီကောင်လူရိုင်းမဲဟုသောအကြည့်နှင့်ဒီစီတစ်စောင်းကြည့်ပါသေးသည်တီယာကတော့ကျွန်တော်အထင်မှာတစ်စက်ထဲမှာပင်ကျွန်တော်သည်ဒီတကာဒီကောင်ငါ့ကိုကြည့်ခဲ့ရင်တော့ဘာလဲခမည်းမိုက်လို့လာမိပြီးတစ်ချက်တည်းစော်ထဲလိုက်မှာပဲဟုဆုံးဖြတ်ထားလိုက်မိပါသေးသည်မတ်တက်လည်းခေါ်နေတယ်ဗျကြားတယ်ရင်လာပါလားဗျဟိုမှာလူကြီးတွေစောင့်နေကြတယ်ဒီမှာစကားပြောနေတယ်ရှင်မပြောရဘူးဗျလာသွားမယ်နေပေါင်းခမည်းတဲရိုင်းနေလူပဲရိုင်းတော့ကိုချီဦးကျွန်တော်ဒီမိတို့လူမဆန်သောစိတ်များဝင်နေသည်မသိရပါထိုလူဟာကြားတကောင်ကဲ့သို့ခုံအုပ်လိုက်မိစဉ်မတ်တက်လေသည်ကြားထဲမှဝင်ရကာလာရင်ကျွန်တော်ဟာဆွဲထားလိုက်ပါတော့သည်သွားပါတော့ကိုတက်အောင်ရဲ့တက်တောင်းမှန်ပါတယ်ခုလိုဖြစ်ရတာတက်အပြစ်ပါပဲတက်ကိုခွင့်လွတ်ပါကိစ္စမရှိပါဘူးဗျမတ်တက်လေသာစိတ်အေးနေပါကဲသွားပါဦးမယ်နော်ကိုကြီးတို့အိမ်ဆိုရင်လာခဲ့ပါဦးမယ်ခုချိန်ထိပင်သူတို့မတော်ရင်ရင်ကြီးတွေကိုပြောနိုင်ကြပါသေးသည်စင်စစ်တော့စာတတ်သောမျိုးသားများသည်ကျွန်တော်ကဲ့သို့မာယူရဲများမဟုတ်ကြပါရှင်ဒီမှာကျမလူတယောက်နဲ့စကားပြောနေတာမမြင်ဘူးလားဒီလူထွက်သွားတော့အခါသူဒီကျွန်တော်ဘက်လှည့်ရမှန်မာတော့သည်မြင်လို့ခေါ်နေတာဗောဗျလာသွားမယ်မလိုက်ဘူးရှင်တို့ပြန်ကြပါလားသူဒီကျွန်တော်၏အပေါ်သို့မိသည့်တည်းယခုကဲ့သို့မကြင်မနှက်ရှိနေခြင်းကိုကျွန်တော်စဉ်းစားရမရပါရင်းတော်မှာလာခဲ့ကြသည့်လမ်းတစ်လျှောက်ထက်ယခုပြည်လန်းရင်ရောက်မှပိုဆိုးပိုကဲလာသည်ဟုထင်ပါသည်ဘာပဲဖြစ်ဖြစ်သူခုတလောကျွန်တော်၏အပေါ်သို့မကြင်မနှက်ရှိနေသည်မှာတော့အမှန်ပင်ဘာကြောင့်ဟုတော့ကျွန်တော်စဉ်းစားရမရပြီတခုတော့ရှိကျွန်တော်သည်သူ့ကိုချစ်ဦးတူအဖြစ်မှအမကြီးတူကဲ့သို့ပြောင်းလဲခင်မင်မျက်နှိုးရပြီမဟုတ်ပါလောဒါကလွဲလင်တော့ကျွန်တော်သည်မိငယ်အားခေါ်မိပြောမိခြင်းပင်ဖြစ်သည်လာလေဗျာသွားကြမယ်လေမလိုက်ပါဘူးလို့ပြောပြီးပြီမို့လားစကားကိုခွမပြောနဲ့ဗျကျုပ်စိတ်ရှည်တတ်တာမဟုတ်ဘူးဒီမှာရှာရတဲ့လူတေးရတော့မယ်ဘသူကရှာခိုင်းလို့လဲဘာဖြစ်လို့ရှာရတာလဲသူကလည်းဒေါသထွက်လာကကျွန်တော်ကိုပြန်ပြီးអော်ပါတော့သည်ချစ်လို့ခမည်းသာတခုခုဖြစ်တိုင်းကျုပ်ကလဲသေးပြစ်လိုက်မှာပဲဟုပြောပြလိုက်ခြင်းစမ်းပါသည်သို့တော်လည်းသူသည်ကျွန်တော်အကိုကြီးချစ်သူဇနီးလောင်မဟုတ်ပါလောဤတွေးများဖြင့်ကျွန်တော်သည်နှုတ်ကိုကြိုးစား၍ပိတ်လိုက်ရပြီးလျင်စိုးရင်လို့ပေါ့ဗျာဟုပြောလိုက်ရသည်သူယခုလိုဒေါသဖြစ်နေသောအခါကျွန်တော်သည်ပို၍ပင်ချစ်လာမိပြန်သည်ထို့ကြောင့်စောစောစီမှတိုနေမိသည့်စိတ်များပင်ပြေးပြော့ကျသွားရလေသည်ကျမကိုမစိုးရင်မှနဲ့ရှင်းမှစိုးရင်စားမိသူတွေရှိသားပဲမိမိတို့ကိုသာစိုးရင်မှအဲ့ဒီလိုတော့ရမ်းမပြောနဲ့ဗျကျုပ်ခမားကလည်းပြီးဘယ်ကောင်ကိုမှစိုးရင်မှမဟုတ်ဘူးလာသွားမယ်သူတို့စိတ်ပူနေကြတော့မယ်ဒီတော့မှသူသည်ကျွန်တော်၏နောက်မှစူတူတူနဲ့လိုက်ပါလာပါတော့သည်ကိုတက်အောင်ကိုလည်းထိုးမှုလို့ပေါ့လေအဲ့ဒါဝင်တော့ရှင်သိရလားဝင်တော့မကလို့ဝင်တော့အဖေဖြစ်ကျုပ်ကတိတ်ဂယုစနေမှာမဟုတ်ဘူးဟုပြန်ပြောလိုက်အောင်မိပြူပြီးမှမပြောတော့ပဲနေလိုက်မိသည်ဤကဘာကောပဲဤမိမနဲ့တော့ကျွန်တော်သည်စကားနဲ့ရန်နဲ့သာနေပြရစီဒီမိမနှုတ်ခမ်းဆိုလျင်ကျွန်တော်အနေရခက်လွန်ရပါသည်ဤမိမကိုကျွန်တော်ချစ်ရသည်ဒီမိမကိုကျွန်တော်ကြောက်ရသည်မျက်နှိုးရသည်တွေ့တာရလေသည်တို့ကြောင့်သူသည်ကျွန်တော်ဘဝ၏အရှင်သခင်ပင်ဖြစ်ပါသည်အသင်းဖွဲ့ပေါင်းစုံတို့မှာအကောက်ခုံမျိုးစုံတို့ဖြင့်ညောင်ရည်သွန်းရန်ရောက်ရှိလာကြလေလေဖျားရင်မြင်မော်ပဲလူများတိုးမရလေပင်ဤရှိတကုံဖျားကြီးညောင်ရည်သွန်းပွဲတော်ကြီးသည်အမခန်းလေးရှည်လွန်လာလေသည်ကျွန်တော်ဖို့တော့ဤမြစီကားလွန်သောပွဲတော်ကိုဒီတခါသာကြုံခဲ့ပူပါသည်နောက်တင်ကြံရင်ခဲ့ရလေသောလူများထံသို့ကျွန်တော်နှင့်မတ်တယ်လေတို့သည်ဤလူကြီးများကိုဖျက်ကျော်၍တွားကြရန်မှာမလွယ်ကြတော့ပါမတ်တယ်လေကျုပ်ခါကိုဆွဲထားအောင်တော့
ဒီတခါပြန်ပြီးကွဲသွားအောင်မယ်တော်ကလည်းကွဲချင်မို့လားဩပါလဲဩဆိုတာသူဒီကျွန်တော်ဟာမဲ့ရွယ်ပြောနေပြန်ပါသည်မိမတယောက်ကိုချစ်နေမိပြီဆိုလျင်ဤမိမသည်မဲ့ရွယ်နေသူကိုပင်ချစ်စရာဟုထင်နေမြင်နေပြီပါတော့သည်ဤချစ်စွဲဟန်ကလေးကိုမြင်လိုက်ရသည်မှာကျွန်တော်၏ဘဝင်တို့သည်ခေါင်ရလွန်းလေသည်တို့အခါတကုံလုံးရှိသွေးတို့မှလည်းစူပတ်တက်ကြလာခဲ့ပါတော့သည်ဤအခါကျွန်တော်သည်သူ၏စူနေသောနှကန်းအစုံတို့ကိုတာအားသာလျင်နမ်းပြလိုက်ခြင်းပါတော့သည်ဤနှကန်းကိုစူလျက်ဤမျက်လုံးများကိုဝေ့လာလျင်ကျွန်တော်၏ကိုယ်မှာဇောချွေးတို့သည်ပြန်ရလေသည်ကြာလင်ကျွန်တော်ခတ်ရပြီတော့မည်မစားကောင်းမှန်းသိပါလျက်စားခဲ့မိသောအစိတ်တို့သည်ကျွန်တော်ဘဝတစ်ခုလုံးကိုပင်တင့်ရသွားလေတော့မည်ပါလားထို့ကြောင့်ကျွန်တော်သည်ဤဖျားကုန်းတို့ပေါ်မှအစဉ်အားလုံးလူများပြန်ဆောင်ခဲ့ကြသောအဝိတ္တတဲကိုတစ်ခုနှင့်ပင်လျင်ယထာစီကပိန်းစလို့တို့ပြန်တော်မည်ကိုမူမိခင်တစ်တာတော့ပြော၍ညာပြောမည်ဟုဆုံးဖြတ်လိုက်ရပါသည်သို့တော်လည်းယခုပင်ဤလူအုပ်ကြီးများကိုတိုးမရသေး၍ဤမိမနှင့်ကျွန်တော်မှာခွဲမရကြသေးပါတိုးလိုက်ကြသောလူများ၏အရှင်ဖြင့်သူနှင့်ကျွန်တော်သည်ထိတွေ့မိကြသည်ပူကတ်မိကြသည်ဤခါကျွန်တော်တွင်တေလူမျောပါမှဝေဒနာတို့ကိုခံစားရင်းစိတ်ကိုချုပ်ထွင်းခဲ့ရပြန်သည်ဤအထိဤအတွေ့ဤမျက်နာဟန်ဤနှုတ်ခမ်းဤလေသံတို့နှင့်ဤပြောမျိုးများကိုကျွန်တော်သည်တေလွန်ပြီးသောနောက်နောင်ဘဝများပင်မေ့နိုင်ကောင်းမည်ဟုမထင်တော့ပါယောက်ျားသားတစ်ယောက်အဖြစ်နှင့်စိတ်များကိုတင်းခဲ့ရတော့လဲကြာလင်ကျွန်တော်ခက်ရကြတော့မည်ရန်ကုန်မှအပြန်တွင်ကျွန်တော်သည်ပိန်းစလုံးမှဆင်းနေရမည်ပြော၏ဒီတော့ကို၏အမေသည်ကိုမင်္ဂလာဆောင်တော်မူမှုပြန်လိုက်ခဲ့ပါဦးဟုဖွင့်ပြောလေသည်ဟောဒီတော့ကျွန်တော်သည်ရင်းတော်သူပြန်လိုက်ခဲ့ရပြန်သည်ဤလောကဝဲအရာခတ်သိမ်းတို့သည်မိမိကြံရွယ်လောက်ကိုင်းတိုင်းမဖြစ်မြောက်ပါတကားကျွန်တော်သည်အော်ဟစ်၍ပင်ငိုပြစ်လိုက်ခြင်းစမ်းမှာတော့သည်ကလေးဘွားကလိုမှောင်နေမဲမဲဝဲနှောင်ကျိုးမဲ့ကလွင့်နေခြင်းနေပြီးလွတ်လပ်ပါသေးတော်သည်